သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1980ပြည့်နှစ်ကုလဇန်နေနေ့ညရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ပတ်တိမင်္ဂလာလမ်းကမြင့်ကျောင်းတဲ့ဓမ္မယုံတွင်ဆင်ကျင်းပပြုလုပ်သည့်ညာဥယျာဉ်ဓမ္မသဘင်ခန္ဓာဝယ်ပြည်နယ်မြို့နယ်စကဝါပင်လမ်းအမှတ်58တင်ခေမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောစိတ်ကိုအာယုန်နှင့်လေ့ကျင့်ခြင်းတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာ၏မာကရုဏာတော်ကိုအာယုန်ပြုပါတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာသီတဂါထာကိုယူစုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကဗဂောတိဟိပိယပမေယံကာလံကရွန်တောတိတုကရာမိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထပညာခြင်းရှင်တော်မြတ်ဗျာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမိယံရေတွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတလောကဤအကျိုးစီးပွားအလုံးငါအတိတကရာနိဥ္စာတဲ့ချေလက်အင်္ဂါမိတ္တကြီးမာသတနိစဉ္ညနီဟုကျက်တိထဝေငါးပဲအစုအလုံးခဲရတော်မူသောကိုကရုဏာဖျားဖြစ်ရန်ဤတန်ကျုပ်ကိုအထုတော်မူရသည်ဖြစ်၍ခေရလက်ချေပြန်လုံးအသက်ဆုံးရဲ့နှလုံးစေဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဍချိန်ခါများစွာရောက်တော်မူခဲ့ရရှာလေဘာကရုဏိကတတတဝါမြယင်ဝေသားကဲ့သို့တနာချစ်ခင်မာကရုဏာရှင်ဖြစ်တော်မူသောတတတတတဝိရိယများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထပညာထိုရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောမှန်ကိုလျော့ဖြင့်ကရောယုကျုရှိခိုးခြင်းသည်အထုဘဝတုစင်စစ်ပတိဖြစ်ပါစေတည်းစိတ်ကိုအာယုန်နဲ့လေ့ကျင့်ခြင်းစိတ်ဖြစ်စဉ်ကိုလေ့လာသုံးသပ်တဲ့အခါမှာသင်္ကိုယ်ပဂရိရိုးရာစိတ်တွေကတော့အာယုန်နဲ့လေ့ကျင့်နေစရာမလိုဘူးအလို့လျောက်ဖြစ်ပေါ်လာတဲ့အာယုန်မှာစိတ်ကတွေးကြောကြံစည်မှုတွေပြုပြီးတော့အာယုန်ထဲမှာနေမျောသွားတယ်ရင်များကဘုန်းကြီးတို့ပြောခဲ့ပြီအစဉ်အာယုန်လေးတစ်ခုမျက်စိမှာလာပြီးတော့မျက်စိတကားကဝင်လာတဲ့အခါမှာထိုအာယုန်နဲ့အလုံးလုံးတဲ့စိတ်ပေါင်း9မျိုးသစ္စာဒရာဝိဇ္ဇံသက္ကဝိညာဉ်တမ္ပိဆိုင်တဏိရဏဝုထောသောတရားယုံလို့သကုဒ္ဒရမှာ9မျိုးအဲ့ဒီမျက်စိတကားကထင်းလာတဲ့အာယုန်နဲ့ပဲကြံတွေးပြီးတော့အလုံးလုံးတဲ့စိတ်တွေကမနောဒရမှာပစ္စဒရမနောဒရဝိသံသောတနာယုံဆိုပြီးတော့ဝိသိစိတ်3မျိုးပထမအကျိန်မနောဒရဝိသိဖြစ်တယ်ဒုတိယအကျိန်လည်းမနောဒရဝိသိဖြစ်တယ်တတိယအကျိန်လည်းမနောဒရဝိသိဖြစ်တယ်
ချိန်အားဖြင့်ပြောမယ်ဆိုရင်ပထမအချိန်ကဒီစိတ်က14ချိန်ဖြစ်တယ်ဒီဘောစိတ်က3ချိန်ဖြစ်တော့အလုံး18ချိန်18ချိန်ပြည့်တာနဲ့တကြိုင်နဲ့မျက်စိမှာထင်လာတဲ့ရူပယုံလေးရဲ့သက်တမ်းမှာကုန်ဆုံးသွားပြီစိတ်ထဲမှာမှတ်သားထားလိုက်တဲ့အာယုံလေးပေါ်မှာတစ်ခါဆက်ပြီးတော့တွေးတောတဲ့အလုပ်ကိုဆက်လုပ်ကြမနောဒွါရမှာဣဒဘဝင်္ဂသရဏဝေဟုပစ္စေရဆိုတဲ့ဘဝင်2ချိန်လွန်ပြီးတဲ့အခါမှာမနောဒရဝေဇံဇော9ချိန်တရားယုံ2ချိန်ဆိုပြီးတော့10ချိန်လွန်သွားတဲ့ရူပယုံလေးကိုအာယုံပြီးပြီးတော့မနောဒရမှာပြန်ပြီးစဉ်းစားတာလေးပေါ်လာတယ်အဲ့ဒီနောက်မှာဒုတိယအကြိမ်ဖြစ်ပြန်ပြီးစဉ်းစားတဲ့မနောဒရမှာဝိထိစိတ်ကလေးက10ချိန်3မျိုး10ချိန်တတိယအကြိမ်မှာပြန်ပြီးစဉ်းစားတဲ့အဖြေထုတ်လိုက်တဲ့မနောဒရဝိထိစိတ်လေးက3မျိုး10ချိန်ဒီလိုဖြစ်ပြီးသွားတဲ့အခါအာယုံရဲ့အဖြေကိုရသွားမယ်လို့ဒီလိုရပြီးခြုံငုံပြီးတော့ဒီလိုပြောရမှာပေါ့နာကအတန်ကြားတဲ့အခါမှာလည်းပဲထို့တူပဲအတိတ်ဝေငါသရဏဝေဟုပစ္စေရဆိုတဲ့ဝင်3ချိန်ဖြစ်ပြီးတဲ့အခါမှာပစ္စဒရဝိဇ္ဇာကတကားဖွင့်ပေးလိုက်လို့သောတာဝိညာဉ်စိတ်ဖြစ်လာတဲ့တမ္ပိဆိုင်တန်တိရဏဝုထောဇောဒါယုံ2ချိန်ဖြစ်ပြီးတဲ့အခါမှာအတန်လေးရဲ့တက်တန်းကုန်ဆုံးသွားလို့ချုပ်ငြိမ်းသွားတယ်အဲ့ဒီအတန်လေးကိုပဲစိတ်ထဲမှာမှတ်ထားပြီးတော့ပြန်တွေးတဲ့စိတ်ကလေးကမနောဒရမှာထပ်ဆင့်ပြီးတော့ဖြစ်ပေါ်လာပြန်တယ်ဘဝင်2ချိန်ဖြတ်ပြီးတဲ့အခါမှာမနောဒရဝိဇ္ဇာဇော9ချိန်တရားယုံ2ချိန်ဆိုပြီးတော့ဒီလိုဝိထိစိတ်တွေဟာအတန်အာယုံလေးနဲ့ဆက်သွယ်ပြီးတော့အလုံးလုံးတယ်ဒုတိယအကြိမ်တစ်ခါထပ်အလုံးလုံးပြန်တယ်တတိယအကြိမ်ထပ်အလုံးလုံးပြန်တယ်အဖြေမတွေ့မချင်းလုံးမယ်ပေါ့တတိယအကြိမ်လောက်နဲ့အဖြေတွေ့သွားလို့ရှိရင်ဒီပေါ်မှာလည်းနောက်ထပ်ထပ်စဉ်းစားမှုဆိုတဲ့ဝိထိစိတ်တွေမြောင်များစွာဖြစ်တယ်ဒါကရိုးရာအခါလေ့ကျင့်နေစရာမလိုဘူးမျက်စိကမြင်တဲ့အာယုံပေါ်မှာလည်းလေ့ကျင့်စရာမလိုဘူးသူ့ဟာသူအလိုလျောက်လူတွေဟာသဘာဝအတိုင်းလိုပဲဖြစ်ပေါ်လာတဲ့အာယုံပေါ်မှာစိတ်ကလေးတွေဟာစိတ်ကူးစိတ်တန်းတွေဟာဖြစ်ပြီးတော့သွားကြတယ်နှာခေါင်းကအနံ့ရတဲ့အာယုံလျှာကအရသာခံရတဲ့အာယုံခန္ဓာကိုယ်ကထိတွေ့လာတဲ့အာယုံလို့ဆိုတဲ့ပစ္စဒရမှာထင်လာတဲ့အာယုံတွေကိုယခုကဲ့သို့စိတ်တွေဟာအာယုံနဲ့အလုံးလုံးပြီးတော့အဖြေထုတ်သွားလိုက်ကြတယ်အဲ့ဒီအဖြေနဲ့ပဲလူလောကမှာလူတွေဟာပျော်မွေ့ပြီးတော့ဒီလိုနေကြတယ်နော်စိတ်ထဲကအဖြေထုတ်လာတာလေးတွေနဲ့ပျော်မွေ့ပြီးတော့အဲ့လိုနေကြတယ်ဒါကဘာမှလေ့ကျင့်စရာမလိုဘူးသူကသူဖြစ်နေတာအဲ့တော့သက္ကုဒ္ဒရမှာဆိုလည်းပဲအတိမတာယုံဆိုတဲ့အလွန်ကြီးတဲ့အာယုံမျိုးနဲ့တွေ့တဲ့အခါမှာအခုလိုစိတ်အစဉ်ဖြစ်တယ်မဟာတာယုံဆိုတဲ့အခါကျတော့စိတ်အစဉ်တစ်မျိုးပြောင်းသွားမယ်ပရိဒါယုံဆိုတဲ့အခါမှာလည်းတစ်မျိုးပြောင်းသွားမယ်အတိပရိဒါယုံဆိုတဲ့သိသေးတာကျတော့ဘဝင်အစဉ်ဟာမပြတ်တော့ဘဲနဲ့ဝိထိစိတ်တောင်မပေါ်တော့ဘူးဘဝင်ကလေးလုံးလုံးများလုပ်ပြီးတော့ခြုံငိမ့်သွားတဲ့အတွေးဟာဝဲမလာနိုင်တာမျိုးပဲရှိတယ်ပေါ့အာယုံရဲ့ဒီဂရီအတိုင်းအဲ့ဒါလိုသွားမိုင်းတို့မှာကျတော့တွေးတောတဲ့အာယုံတစ်ခုဟာထင်ရှားတယ်မထင်ရှားဘူးဆိုတာနှမျိုးနဲ့လာပြီးအာယုံကိုဆက်ပြီးတော့စဉ်းစားပြီးအလုံးလုံးသွားကြတယ်လူဘဝဆိုတာဒါပါပဲနေ့စဉ်ဒီတိုင်းသွားနေတာမြင်အာယုံပေါ်မှာအလုံးလုံးတယ်အကြားအာယုံပေါ်မှာအလုံးလုံးတယ်အနတ်အာယုံအရသာအာယုံထိတွေ့အာယုံမြင်ကြအနတ်အရသာထိတွေ့မရှိဘူးလောလောဆယ်ထိနာမရှိဘူးဆိုလို့ရှိရင်လည်းမျက်စိလည်းမိတ်ထားတယ်နားလည်းပိတ်ထားတယ်နှာခေါင်းကလည်းလုံးလုံးဘူးရှားလည်းလုံးလုံးဘူးခန္ဓာကိုယ်လည်းလုံးလုံးဘူးဆိုတက်တက်လေး
ခေါင်းလေးခြုံပြီးတော့တွေးတောနေတဲ့စိတ်တွေလည်းဖြစ်သေးတာပဲနော်လောရတာတက်တက်မှလည်းပဲစိတ်တွေကစိတ်ကူးစိတ်တန်းတွေဖြစ်နေတယ်အဲဒီစိတ်ကူးစိတ်တန်းတွေကြတော့မြင်ခဲ့ပြီးတဲ့အာယုံကိုအာယုံတိဖြစ်တာရှိတယ်လို့မမြင်သေးတဲ့အာယုံကိုလည်းတွေးတောဆင်ခြင်ပြီးတော့ဖြစ်နေတာမျိုးတွေရှိတယ်ရှိတာကိုလည်းတွေးတောတယ်မရှိတာလည်းတွေးတောတယ်ဟုတ်တာလည်းတွေးတယ်ဟုတ်တာလည်းတွေးတယ်ဆိုရဲအတွေးအာယုံတွေထဲမှာတွေ့ကြုံခံစားမှုသမျှအာယုံတွေကိုအခြေပြုပြီးတော့လူရဲ့စိတ်ဟာအာယုံတစ်ခုခုနဲ့အလုံးလုံးနေတယ်လို့ဒါပဂတိရိုးရအချိန်မှာဒီတိုင်းပဲသွားနေစိတ်ကိုအာယုံနဲ့လေ့ကျင့်ပေးတယ်ဆိုတာကြတော့သမထကျင့်စဉ်တစ်ခုဝိပဿနာကျင့်စဉ်တစ်ခုနဲ့စိတ်ကိုအာယုံနဲ့လေ့ကျင့်ပေးတယ်အဲ့ဒါကြတော့ပုံစံပြောင်းသွားစိတ်တဲ့ဒီအာယုံနဲ့လေ့ကျင့်ပြီးတော့ယူလိုက်လို့တိုးတက်ဖြစ်ပေါ်လာတဲ့စိတ်ကဒီကိုနေ့စဉ်ဘဝမှာထိတွေ့တဲ့စိတ်မဖြစ်ဘူးဒီကိုနေ့စဉ်ဘဝမှာထိတွေ့တဲ့စိတ်မျိုးမဟုတ်တော့ဆိုတော့အိုင်းတို့မှာပဲဖြစ်စေမိုင်းတို့မှာပဲဖြစ်စေပေါ့မျက်စိတကားကပဲဖြစ်စေစိတ်တကားမှာပဲဖြစ်စေအာယုတစ်ခုခုကိုယူပြီးတော့လေ့ကျင့်ယူတဲ့ဟာလေ့ကျင့်ယူတဲ့အခါကျလို့ရှိရင်တမန်ဖြစ်ရိုးဖြစ်တဲ့စိတ်တွေရဲ့ထူးခြားပြီးတော့ငြိမ်တဲ့စိတ်ဓာတ်မျိုးကိုရရှိနိုင်သေးတယ်အဲ့ဒါကိုပဲလူတွေတရားကျင့်တယ်လို့ပြောတာပေါ့ဆိုတော့တိုင်းအာယုလေးတစ်ခုကိုယူတယ်ဆိုတော့အလုံးကြားလို့ရတယ်သုလပန္တကဝတ္ထုသုလဗမထေသုလဗမထေကိုမြတ်စွာဘုရားကဘဝပိုင်းကလေးဖြူကလေးပေးထားတယ်တကူတော်နဲ့ဖန်ဆင်းပြီးတော့ပေးထားတဲ့ဘဝလေးဆိုတော့ဆွတ်ဆွတ်ဖြူလေးအလုံးဖြူလေးအဲ့ဒီဘဝပိုင်းလေးကိုကြည့်ပြီးတော့စိတ်ကိုလေ့ကျင့်တာအဖြူအာယုံလေးပေါ်မှာစိတ်ကိုလေ့ကျင့်ဒီဘောကိုဘာဝရအထက်ကရာမှာကျင့်လည်းမထင်ရှားဘူးဘုဒ္ဓအထက်ကရာမှာကျင့်လည်းမထင်ရှားဘူးသူရဲ့အတိတ်ဆာလံအပါဒနာတို့အတိတ်ဝတ္ထုကြောင့်ကိုကြည့်မယ်ဆိုလို့ရှိရင်ယေရှုလဘာကိုဘာကြောင့်ပေါ်ဝါပေးတယ်ဆိုတဲ့သဘောဟာထင်ရှားတယ်အတိတ်ဘဝတုန်းကရှင်သုလဘာဟာဩရတကတိုင်းမှာအလေးကျင့်လုပ်ခဲ့အဲ့ဒါအကြောင်းရင်းဩရတကတိုင်းပေါ်မှာအလေးကျင့်လုပ်အဲ့ဒီအလေးချင်းနဲ့ဆက်နွယ်ပြီးတော့မြတ်စွာဘုရားကပေါ်ဝါပိုင်းလေးပေးခဲ့တာအကြောင်းပဲပေးတာမဟုတ်ဘူးရမ်းပေးတာလည်းမဟုတ်ဘူးเนาะကမ္ဘာတစ်ခုကိုပေးထားတယ်နောက်တစ်ခုကသူကတခုသောဘဝမှာရှင်ဖြစ်လို့အဲ့ဒီကိုလိလိစစ်ဆေးကြည့်ရှုတဲ့အခါမှာမျက်နှာကချွေးတွေပါလေထွက်တော့ဖြူစွတ်နေတဲ့ဘဝလေးနဲ့မျက်နှာကိုတုပ်လိုက်ပြီးတော့အဲ့ဒီဘဝလေးကဖြူစွတ်နေတဲ့ဘဝလေးကမျက်နှာတုပ်လိုက်တဲ့အခါမှာမဲညစ်သွားတာကိုတွေ့တဲ့အခါစိတ်ထဲမှာတံဝေကသဘောလေးပါမိတယ်။ဟောဒီခန္ဓာကိုယ်ကြီးအကြောင်းပြုပြီးတော့အမတန်ဖြူစင်တဲ့ဘဝလေးညှဉ်းနှွမ်းသွားရပါလားလို့ဆိုရင်တံဝေကစိတ်လေးအဲ့ဒီတံဝေကစိတ်လေးကအဲ့ဒီချိန်ကဖြစ်ခဲ့တဲ့တံဝေကစိတ်လေးကိုမြတ်စွာဘုရားကသုလဗံဘဝရောက်တဲ့အခါကျတော့ဝိပဿနာဉာဏ်နဲ့ဆက်ဆက်ပေးခဲ့တယ်လို့ဒါကြောင့်မို့လို့အရေးကြီးတဲ့မှန်ကန်တဲ့အတွေးလေးတွေဟာတာမန်ကြည့်မယ်ဆိုလို့ရှိရင်တန်ဖိုးမရှိဘူးလို့ထင်ကြရပေမဲ့လို့တကယ်တန်ဖိုးရှိတာနော်တရားတို့တရားများရဖို့ဘလောက်အထောက်အကူဖြစ်သွားတယ်လဲဆိုတာဒီဝတ္ထုကသက်သေပြတယ်အခုချွေးသုံးလို့ဘဝလေးမဲသွားတာကြည့်ပြီးတော့ခန္ဓာကိုယ်ရဲ့အပြစ်ကိုမြင်လိုက်တဲ့အမြင်လေးဟာဝိပဿနာဉာဏ်ဘက်ကိုရှင်သုလဗံဘဝကြတော့ဥတည်သွားနိုင်တယ်ဒီအတွေ့လေးဟာနောက်တစ်ခုဆက်ဆက်လို့ပြောအောင်မယ်အလုံးကြောက်ကြလိမ့်မယ်ပင်ဆက်ကပုံနာဇနီးမောင်နှံဆိုတာအခါဖြစ်ဖြစ်သူတို့က
လူတန်းလုပ်တဲ့အခါမှာဥဖြားဖြားလုပ်လို့ပင်ဆက်ကပုံနာလို့ခေါ်နာမည်ပေးတယ်ပုံနာစနစ်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါတရားဟောတော့မြတ်စွာဘုရားကသူတို့အတွက်စကားလုံးရွေးချယ်လိုက်တဲ့အခါမှာအတိတ်ဘဝတုန်းကနာမရူပဆိုတဲ့စကားလုံးကိုသူတို့အချိန်ချင်းကြားခဲ့လို့အဲ့ဒီစကားလုံးနဲ့ယဉ်ပါနေတယ်ယဉ်နှီးနေသင်္ပိယဖြစ်နေတယ်ဘိက္ခုဆိုတာဘယ်လိုမှဘိက္ခုလို့ခေါ်တယ်လေလို့ဆိုတဲ့မေးခွန်းကိုဖြေတဲ့အခါမှာမြတ်စွာဘုရားကနာယုတ်ပေါ်မှာအစွဲလန်းကင်းတဲ့ပုဂ္ဂိုလ်မျိုးကိုဘိက္ခုခေါ်တယ်လို့နာယုတ်နဲ့ဆက်ဆက်ပြီးတော့ဟောပြောလိုက်တဲ့အခါမှာဘုရားဒါလည်းပဲအတိတ်အကြောင်းကိုအကြောင်းပြုတယ်အတိတ်ကိုခြေပြုတယ်လို့ပြောတာဒါမို့လို့ဓမ္မအတိဉာဏ်ဆိုတာတမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်သိပြီးတော့အစမမြင်ဘူးလို့ထင်ရပေမဲ့လို့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့အမတန်မှအထောက်အကူဖြစ်တယ်လို့ညာကြီးထောက်ကူဖြစ်တယ်ရှင်ယတ္တတို့ဝတ္ထုကိုကြည့်လိုက်အောင်မလားယတ္တတရေသားတို့အတိတ်ဘဝတုန်းကသူကနာရေးကိစ္စမှာမိသကြိုတဲ့လုပ်ငန်းကိုကုသိုလ်ဖြစ်လုပ်ဝင်ခဲ့ကြတဲ့တငယ်ချင်းတစုအတိတ်ဘဝတုန်းကကိုယ်ွယ်ရမဲ့တဲ့လူတွေပိုက်ဆံမတတ်နိုင်တဲ့လူတွေအဲ့ဒီပုဂ္ဂိုလ်တွေရဲ့နာရေးကိစ္စပေါ်လာတဲ့အခါကြလို့ရှိရင်သူတို့ကအခမဲ့ကူညီပြီးတော့မိသကြိုပေးခဲ့ကြတယ်မိသကြိုပေးရင်လူတွေကောင်ကိုမိသကြိုပေးရင်ကနေပြီးတော့အတုပကမ္မထာစိတ်ထဲမှာထင်မြင်လာခဲ့ကြခန္ဓာကိုယ်ကြီးရဲ့မတည်မြဲပုံရောစရာကောင်းပုံဆက်ဆုပ်စရာကောင်းပုံမတင့်တယ်ပုံဆိုတာတွေကိုလက်တွေ့အားဖြင့်သူတို့သိမြင်ခဲ့ကြတယ်စိတ်ထဲမှာဖြစ်ပေါ်ခဲ့ကြတယ်အဲ့ဒီစိတ်အစဉ်လေးကသူတို့ရဲ့ဘဝတစ်ခုမှာဘဝမှာ energy အနေနဲ့စုပြီးဆောင်းပြီးသားဖြစ်လို့ယတတထေသာဘဝရောက်တဲ့အခါကျတော့ဒီစိတ်လေးပြန်ပေါ်လာပုံကိုကြည့်လိုက်ယတတထေသာဆိုတာအလွန်ချမ်းသာတဲ့မိဘတွေကပြုဆိုင်တယ်ညလုံးပေါက်အမျိုးသမီးတွေကြီးတီးမှုတ်တဲ့ဒုရိယာတွေနဲ့အဆိုးတွေအကတွေနဲ့သူ့ရဲ့စံအိမ်မှာပဲသူကပျော်ပျော်ကြီးနေရနေပြီးတော့အိပ်ပျော်သွားတဲ့အခါကျတော့တီးကြမှုတ်ကြတဲ့ဖြေဖြော်တဲ့အမျိုးသမီးတွေကလည်းအကုန်လုံးအိပ်ပျော်ကုန်ကြညကြတော့သူကနိုးလာတဲ့အခါကျတော့အိပ်နေကြတာတွေကိုကြည့်တချို့ကလည်းဟောက်ပြီးတော့အိပ်နေတာလည်းပါမှပေါ့အကြီးဖြဲပြီးအိတ်နေတာလည်းပါမှာပေါ့အဲ့ဒီအိတ်နေတဲ့အသွင်သဏ္ဍာန်တွေကိုမြင်လိုက်တဲ့အခါကျတော့ခုနကတော့သူသေးကောင်းနေအတိတ်ဘဝတစ်ခုလုံးကသူသေးကောင်းကိုဝီးသိမ့်ချူခဲ့တဲ့အနေအထားတွေနဲ့ပြန်ဆက်ဆက်မိတော့ဆက်ဆက်မိသွားတဲ့အခါကျတော့တံဝေကရဲ့အရှိန်အဝါတိတ်ကြီးသွားသည့်အတွက်ကြောင့်အိမ်မှာရက်တီလူစိတ်မရှိပဲနဲ့အိမ်ကနေထွက်ခွာသွားတယ်ဘုရားနဲ့သွားတွေ့လောကကြီးကဆိုးလိုက်တာဥပတုတံဝတ္တလောကောဥပတ္တထံဝတ္တဘောဘောသူကအနှိမ့်ဆက်ခံရပြီဒီဒုက္ခကြီးကဘယ်လိုလွတ်ပါမလဲလို့ညီးတွားပြီးတော့ထွက်ခွာသွားဘုရားနဲ့တွေ့ရင်ဘုရားဓမ္မနာလို့ရဟန္တာဖြစ်သွားတယ်မဟုတ်လားမှန်ပါပါဗျာကြည်အဲ့ဒီကုသိုလ်တွေကလည်းနည်းတဲ့ကုသိုလ်တွေမဟုတ်ဘဝမှာဆက်ဆက်ပေးတဲ့ဘောတွေကိုပြောပြအခုလည်းကောင်းပြီရှင်စုလဘန်ကိုဘဝပိုင်းလေးပေးတယ်ဆိုတာအတိတ်နဲ့ဆက်ပြီးတော့ပေးတာလူတိုင်းကိုပေးတာမဟုတ်ဘူးရှင်စုလဘန်ကိုဘဝဖြူဖြူလေးပေးလိုက်တာဟာအတိတ်ဘဝတုန်းကဘဝလေးပေါ်မှာဒီလိုအဖြူဩရတကတိုင်းကိုလေ့ကျင့်ခဲ့ဘူးတဲ့လေ့ကျင့်ပြီးတော့ဇံပင်ကြီးတွေရခဲ့တဲ့ဘဝတစ်ခုရှိခဲ့တယ်အဲ့ဒီဘဝကအရှိန်အဝါတွေကိုမြတ်စွာဘုရားကစုစည်းပေးလိုက်တာစီပေးလိုက်တော့ဒီ
ဖြူစွတ်နေတဲ့ပဝါလေးပေါ်မှာကြည့်ပဝါဆိုတဲ့အဖြူရောင်လေးပေါ်မှာအာယုံကိုစိတ်ကိုလေ့ကျင့်ပေးတာအဖြူအာယုံလေးပေါ်မှာစိတ်ကိုလေ့ကျင့်ပေးတာပဝါဖြူလေးကိုရှေ့ကချပြီးတဲ့အခါထိုပဝါဖြူလေးကိုအဖြူရောင်လေးကိုစိုက်ပြီးတော့ကြည့်တယ်ဒါလို့ပြောရင်ဩရဒကတိုင်းရှုတယ်ပေါ့အဖြူလို့စိတ်ထဲကမှတ်ပြီးတော့နေတယ်အဲ့ဒါလို့မျက်စိကနေဖွင့်ပြီးတော့အဖြူအာယုံလေးကိုမျက်စိနဲ့မှတ်နေတာဒါပရိကမ္မနိမိတ်လို့ခေါ်တယ်အာယုံနိမိတ်တစ်ခုကိုယူနေတာစိတ်ကိုဘာနဲ့လေ့ကျင့်နေတာတော့အာယုံနဲ့လေ့ကျင့်နေတာအဲ့ဒါလည်းပဲစိတ်ဖြစ်စဉ်တစ်ခုတည်းမဟုတ်ပါဒါတာမန်နဲ့မရဘူးရိုးရမဟုတ်ဘူးဒါကြတော့အာယုံကိုစိတ်နဲ့လေ့ကျင့်တာကြည့်အဖြူနဲ့လေ့ကျင့်နေတဲ့အခါဒီသူလေ့ကျင့်နေတဲ့အာယုံလေးဟာပရိကမ္မနိမိတ်ပြင်ဆင်ပြီးတော့ထားတဲ့အာယုံလေးတစ်ခုပေါ်မှာစိတ်ကိုပြင်ဆင်လေးလာနေတာလေ့ကျင့်နေတာအဲ့ဒီလိုလေ့ကျင့်လိုက်တဲ့အခါကျတော့မကြခင်ပဲအဖြူအာယုံလေးမှာအဖြူအာယုံလေးဟာစိတ်ထဲမှာဆွဲထင်သွားပြီစိတ်ထဲမှာဆွဲထင်သွားတယ်ကင်မရာနဲ့ရိုက်ပြီးတော့ယူလိုက်တယ်လို့ပဲပုံလေးကဆွဲထင်သွားတယ်အဲ့ဒီဆွဲထင်သွားတဲ့စိတ်ထဲမှာဆွဲထင်သွားတဲ့အာယုံလေးကိုကြတော့ဥက္ခဟနမိတ်လို့ခေါ်ဥက္ခဟနမိတ်လို့မျက်စိကကြည့်เสียမလို့ခုနကမျက်စိကကြည့်နေတဲ့အချိန်ကျတော့ဝိธิစိတ်နဲ့ပြောမယ်ဆိုလို့ရှိရင်ဘာလို့သက္ခုဒ္ဒရာဝိธิစိတ်တွေဖြစ်သက္ခုဒ္ဒရာဝိธิစိတ်တွေဖြစ်တယ်အဲ့ဒီဇောစိတ်တွေကအဖြူအာယုံပေါ်မှာအာယုံပြုပြီးတော့နေတယ်ဇောစိတ်တွေအချိန်ချင်းဖြစ်လိုက်လို့စိတ်ထဲမှာဆွဲထင်သွားပြီဖလင်ထဲမှာရုပ်ပုံလေးတော့အခုဒီချစ်တဲ့ချစ်ပြားထဲမှာရုပ်ပုံလေးထင်သွားတယ်လို့ထင်သွားပြီဆိုတဲ့အခါကျတော့ဥက္ခဟနမိတ်ဆိုတော့ပရိကမ္မနမိတ်ပေါ်မှာလုံနေတဲ့သမာဓိကပရိကမ္မသမာဓိလို့ခေါ်တယ်မျက်စိနဲ့ကြည့်ပြီးတော့မှတ်နေတယ်စိတ်နဲ့မှတ်နေတယ်စိတ်ကိုဖြူအာယုံပေါ်မှာအလုံးလုံးနေတယ်လေ့ကျင့်ပေးနေတယ်လေ့ကျင့်ပေးနေလို့စိတ်ကဆွဲပြီးဆိုလိုက်တာနဲ့တကြိမ်နဲ့ဥက္ခဟနမိတ်စိတ်နဲ့မှတ်ထားလိုက်နိုင်ပြီအဲ့ဒီအာယုံကိုစိတ်ဆွဲနဲ့မှတ်ထားလိုက်စိတ်ထဲမှာရောက်သွားပြီဆိုတဲ့ကခုနကလေ့ကျင့်နေတဲ့အာယုံတဲ့ပို့ပြီးတော့ပြည်ပြင်းလာတယ်ပြည်ပြင်းလာပြီးတော့စိတ်တည်ငြိမ်မှုတွေကလည်းပိုရလာတယ်အာယုံနဲ့စိတ်ကိုလေ့ကျင့်တာနော်အမှန်မြင်တော့အမြင်ပဲလေလူတွေမျက်စိဖွင့်မျက်စိရှိတဲ့လူတွေမြင်နေကြတာပဲဟိုဟာမြင်တာမြင်တာပဲမျက်စိကဟောအခုကလေ့ကျင့်ယူလိုက်တာဆိုတော့ပရိကမ္မနမိတ်ပေါ်မှာပင်ကိုနမိတ်ပေါ်မှာလေ့ကျင့်လိုက်တဲ့အခါဥက္ကနမိတ်ရလာပြီတမာရီလေးနဲ့တော့တီးလာပြီအဲ့ဒီဥက္ကနမိတ်ကိုထပ်ပြီးတော့စိတ်ကိုလေ့ကျင့်ပေးလိုက်တယ်ဥက္ကနမိတ်ဆိုတာအာယုံကိုပြောတာပါပဲစိတ်ထဲမှာဆွဲမှတ်ထားတဲ့အာယုံပေါ်မှာထပ်ပြီးတော့လေ့ကျင့်ပေးလိုက်တဲ့အခါကျတော့ဘာဖြစ်လာတော့ပင်ကိုအာယုံလည်းမဟုတ်တော့ထိုပင်ကအာယုံနဲ့ဆက်နွယ်လာပြီးတော့အခြေအနေပြောင်းလဲလာတဲ့စိတ်ထဲမှာထင်ဟပ်ပေါ်လွင်လာတဲ့အာယုံတစ်မျိုးပေါ်လာတယ်အလားတူအာယုံတစ်ခုပေါ်အဲ့ဒါကိုပฏิဘာဂနမိတ်လို့အလားတူပေါ်လာတဲ့အာယုံခုနတော့ကမျက်စိကနေကြည့်ပြီးတဲ့အာယုံကိုပရိကမ္မနမိတ်လို့ခေါ်တယ်နော်မျက်စိဖွင့်ပြီးတော့မျက်စိနဲ့မှတ်နေတာစိတ်နဲ့မျက်စိနဲ့တွဲဖက်ပြီးအလုံးလုံးနေတာပရိကမ္မမျက်စိအကူအညီမယူတော့ဘဲနဲ့စိတ်ထဲမှာဆွဲထင်နေတဲ့အာယုတစ်ခုပေါ်မှာလှုပ်လှုပ်တာကိုဥက္ကဟနမိတ်အဲ့ဒီဥက္ကဟနမိတ်ဟာနောက်ပိုင်းကျတော့ပြောင်းလဲလာတဲ့အခါကျတော့ပฏิဘာဂနမိတ်ပฏิဘာဂနမိတ်ဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီပฏิဘာဂနမိတ်ဒီပင်ကိုယ်တဲ့ပို့ပြီးတော့တောက်ပြောင်လာတယ်ထင်ရှားလာတယ်ပို့ပြီးတော့ပရိယာဖြစ်လာအဲ့ဒီပฏิဘာဂနမိတ်ရောက်တဲ့အခါကျတော့ဇန္နနိကလာတဲ့တမာတိစွမ်းအားတွေရလာပြီလို့ဆိုအာယုန်နဲ့စိတ်လေ့ကျင့်ဇန္နကလာတဲ့တမာတိစွမ်းအားတွေရလာပြီအဲ့ဒီတမာတိစွမ်းအားတွေကိုထပ်တိုးမြင့်ပြီးတော့ထ
င်းလာတဲ့ပฏิပါကအာယုံပေါ်မှာထပ်ဆင့်ပြီးတော့စင်ဆက်မပြတ်လေ့ကျင့်လိုက်တဲ့အခါကျတော့ဘာရသွားတော့အဲ့ဒီပฏิပါကနိမိတ်ပေါ်မှာပထမဇန်ဆိုတဲ့ပထမအဆင့်ဒါဖြင့်ပထမဇန်ဆိုတဲ့ပထမအဆင့်ရောက်သွားလို့ရှိရင်အခြေအနေကဘယ်လိုရှိတော့လို့ဆိုအဲ့ဒီပฏิပါကနိမိတ်ဆိုတဲ့ထူးဆန်းတဲ့စိတ်ထဲမှာပေါ်လာတဲ့ပฏิပါကနိမိတ်အာယုံလေးပေါ်မှာပို့ပြီးတော့ကြည်လင်ပြတ်သားတဲ့မာရီဆွမ်းအားတွေစိတ်ဆွမ်းအားတွေပေါ်လာတယ်အဲ့ဒီအာယုံလေးပေါ်မှာတွေးနေတဲ့အတွေးစိတ်ရှိတယ်ဝိတက်လို့ခေါ်မယ်အဲ့ဒီအာယုံလေးပေါ်မှာအမြဲတမ်းရေဝဲနေတဲ့ဝိသရဆိုတာရှိမယ်အဲ့ဒီအာယုံလေးပေါ်မှာကျင့်တတ်နေတဲ့ပီတိဆိုတာရှိမယ်ကိုယ်ရောစိတ်ပါနှစ်ခုစလုံးအေးချမ်းနေတယ်ဆိုတဲ့ဒုက္ခဆိုတာရှိမယ်တည်ငြိမ်နေတဲ့စိတ်ကလေးဟာအဲ့ဒီအာယုံပေါ်ကငြိမ်သွားပြီးတော့ဘေးကိုရွှေ့မရဘဲနဲ့ဒီအာယုံတစ်ခုထဲမှာပဲစိတ်ကစိုက်ပြီးတော့အာယုံနဲ့စိတ်နဲ့ဟာတွေ့ကတ်ထားတယ်လို့စူပါဂလူးနဲ့ကတ်ထားလိုက်တယ်လို့ကတ်သွားတယ်အာယုံနဲ့စိတ်နဲ့တွေ့ကတ်ပြီးတော့ရက်နေတယ်လို့ဖြစ်သွားတယ်ဧကကတ်ပေါင်းလိုက်တဲ့အခါကျတော့ဝိတက်ရဲ့ဝိสารရဲ့ပီတိရဲ့ဒုက္ခရဲ့ဧကရဒီ၅ပါး unity ဖြစ်သွားပြီ harmony ဖြစ်သွားပြီတကယ်ကိုဒီ၅ခုဟာဟန်ချက်ညီညီနဲ့စုပေါင်းပြီးဒီအာယုန်လေးနဲ့လှုပ်လှုပ်နေပြီဆိုလို့ရှိရင်အဲ့ဒီလိုလှုပ်လှုပ်နိုင်အောင်ဘာတွေစိတ်ကိုလေ့ကျင့်တဲ့အခါဘယ်အရာတွေကင်းသွားတော့ဆိုတော့ဝိဝိစေဝကာမေဟိအာယုံမျက်စိကမြင်ရတဲ့အာယုံနားကကြားရတဲ့အာယုံနှာခေါင်းကနားရတဲ့အာယုံတရားကလဲရတဲ့အာယုံခန္ဓာကိုယ်ထိတွေ့ရတဲ့အာယုံလို့ဆိုရယ်ဒီအာယုံဒီပေါ်မှာခံစားခြင်းနဲ့စိတ်စဉ်လုံးဝပြတ်တော့တာကာမလူချင်းစရာအာယုံဒီပေါ်မှာလူချင်းနေတဲ့လောဘနဲ့ဖြစ်ပေါ်လာတာမရှိတော့ဘူးလို့ဆိုလို့အဲ့ဒါဟာဒီခံစားခြင်းနဲ့စိတ်တွေမျက်စိနဲ့ကြည့်ခြင်းနဲ့နားကကြားခြင်းနဲ့နှာခေါင်းကနမ်းရှူခြင်းနဲ့လျှာကလျက်ခြင်းနဲ့ခန္ဓာကိုယ်ကထိတွေ့ခြင်းနဲ့ဆိုတဲ့အဲ့ဒီလောဘနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်နေတဲ့ပြင်းထန်တဲ့ဆန္ဒကာမိဆန္ဒလို့ခေါ် Desire for sensual pleasure စိတ်ရပျော်မွေ့စရာတွေပေါ်မှာလိုချင်နေတဲ့ဒီကာမိဆန္ဒဆိုတဲ့ကာမတရားလောကချုပ်ငြိမ်းသွားဘယ်သူတွေကချုပ်ငြိမ်းအောင်လုပ်လိုက်လို့ဆိုခုနကအာယောလေးပေါ်မှာတည်ငြိမ်တဲ့စိတ်ဝိတ္တဝိสารပိတိဒုက္ခဧကဂတဆိုတဲ့ဇန်အင်္ဂါ၅ပါးပေါ်လာလိုက်တာနဲ့တည်းအဲ့ဒါလောင်မြိုက်ပြစ်လိုက်တယ်လို့ပျက်စီးသွားအဲ့ဒီစိတ်မလာတော့ဘူးဆိုအဲ့ဒီစိတ်တွေကနေလွတ်ထွက်သွားအဲ့ဒါတွေမကဘူးဘာတွေလွတ်ထွက်သွားတော့ဆိုရင်ဉာဏ်နဲ့និဝရဏတွေဖြစ်တဲ့အဘာရာဆိုတာအာယုံပေါ်မှာအလိုမကျမှုဆိုတာလည်းမရှိတော့ဘူးသီနာမိတ်တာဆိုတဲ့စိတ်ကိုတွန့်ဆုတ်စေတဲ့ဟာတွေလည်းမရှိတော့ဘူးဥဒိစ္စကုက္ကုစလို့ဆိုတဲ့စိတ်လေလွတ်နေတာတွေလည်းမရှိတော့ဘူးပူပန်မှုတွေလည်းမရှိတော့ဘူးဝိသိကိစ္စဆိုတဲ့တန်တရားလည်းမလာတော့ဘူးဆိုလိုတာကကုသိုလ်စိတ်ကိုဆုတ်ပိတ်တတ်တဲ့និဝရဏတရားတွေအားလုံးရပ်ဆိုင်သွားတယ်လို့ပြောအဲ့ဒီရပ်ဆိုင်သွားလို့ရလာတဲ့ချမ်းသာဒုက္ခဝိဝေကသပိတိဒုက္ခလို့ဝိဝေကဆိုတာလွတ်သွားလို့ကာမဂုဏ်စိတ်တွေကလွတ်သွားတယ်ယဘာရစတဲ့និဝရဏတရားတွေကလွတ်သွားတယ်အကုသိုလ်အတွေးတွေလုံးဝပြတ်တောက်သွားတယ်အဲ့ဒါတွေကနေကင်းစိတ်လွတ်မြောက်သွားသည့်အတွက်ကြောင့်ဝိဝေကအဲ့ဒီကင်းလွတ်သွားမှုကြောင့်ဖြစ်ပေါ်လာတဲ့ပိတိဒုက္ခစိတ်ထဲကနေပျော်ရွှင်ပြီးတော့ကိုချမ်းသာစိတ်ချမ်းသာခံစားနေရတယ်အဲ့ဒါပထမဇန်အဆင့်စိတ်ကိုလေ့ကျင့်လိုက်ရင်ဒီအဆင့်ရောက်သွားတယ်အဲ့ဒီဒုက္ခ
ခမျိုးကအပြောတယ်မဟုတ်ဘူးတကယ်လေ့ကျင့်စနစ်တကျလေ့ကျင့်လို့ရှိရင်လေ့ကျင့်တဲ့ပုဂ္ဂိုလ်တွေလက်တွေ့ရသွားကြတယ်ဒီညောင်များစွာရှိတယ်ပေါ့အခုခေတ်မှာဘာဖြစ်လို့ဒီလိုဟာတွေမရတာလို့ဆိုလေ့ကျင့်မှုတွေအားနည်းကြတယ်ပေါ့လေ့ကျင့်မှုတွေမရနိုင်တာဆိုတာလေ့ကျင့်မှုတွေအားနည်းတယ်ကာမဂုဏ်အာယုစိတ်တွေရဲ့လွှမ်းမိုးမှုကကြီးထွားနေတယ်ကြီးထွားနေသည့်အတွက်ကြောင့်ကာမဂုဏ်အာယုကလည်းရှေးကလည်းပိုများလာတယ်လေခုကာမဂုဏ်အာယုတွေကပိုများလာတော့လိုချင်စရာတွေများလာသည့်အတွက်ကြောင့်လိုချင်တဲ့စိတ်တွေကရောပိုမများလာဘူးလားမှန်ပါပါဘုရားဘုန်းကြီးတို့ငယ်ငယ်တုန်းကတောရွာမှာဘုန်းကြီးတို့အရက်ဒေသတွေမှာဆိုလို့ရှိရင်လူတွေက6လလောက်အလုံးလုပ်ပြီး6လလောက်ထိုင်စားနေကြတယ်ဘာလို့အေးစေးသေးပဲအဲ့ဒီခေတ်တုန်းကဓာတ်ဘူးလည်းမရှိဘူးဓာတ်ဘူးမရှိတော့ဓာတ်ဘူးအတွက်ကုန်ကြစရာမရှိဘူးရေဒီယိုလည်းမရှိဘူးကက်ဆက်လည်းမရှိဘူးတယ်လီဗီရှင်းလည်းမရှိဘူးအဲ့ဒီအတွက်ကုန်ကြစရာဘာတစ်ခုမှမရှိဘူးမြို့ဆိုတာလည်းမရောက်ဘူးကားစီးဖို့ဆိုရဲဆိုတာလည်းသူတို့စိတ်ထဲမှာမရှိဘူးဟုတ်ကဲ့အချိန်တိုင်းကိုင်းလုပ်ငန်းလုပ်ပြီးတော့ကိုင်းလေးတွေသိမ့်ပြီးအိမ်ပေါ်မှာဆန်တို့ပဲတို့တင်ထားပြီးတော့အချိန်တိုင်းတွင်းလေးချက်စားပြီးကျန်တဲ့ချိန်ကအားနေကြကြောင်ဆုံးဖို့ချိန်ပို့မယ်ဒီပြင်ချိန်ကအားနေကြလူရာလည်းမရှိမြို့မသွားသည့်အတွက်ကြောင့်မြို့ပေါ်ကအထူးဆန်းပစ္စည်းတွေလည်းဘာမှလိုချင်စရာမရှိမြင်မမြင်လားမြင်မမြင်ဘူးဆိုတော့လိုချင်စရာလည်းမရှိဘူးကြားလည်းမကြားဘူးဆိုလိုချင်စရာလည်းမရှိဘူးမြို့ဆိုတာဝေလာဝေးရွာနာနီးချင်းဟိုနာဒီနာရွာ2ရွာ3ရွာဟိုဘက်ရောက်ဘူးတာမှမဟုတ်ပဲအဲ့ဒီခေတ်တုန်းကဆိုလို့ရှိရင်မြို့ရောက်ဘူးတဲ့လူကတယောက်တလေပဲရှိတယ်အဲ့ဒီရွာမြို့မရောက်ဘဲနဲ့လူဘဝအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးအဲ့ဒါဆိုလို့ရှိရင်တကယ်ကိုတောကြပြီးအဝေးကြီးလားလဲဆိုမဟုတ်မန္တလေးမြို့နဲ့မိုင်50လောက်တကယ်တော့မန္တလေးမြို့နဲ့မိုင်50လောက်ပဲရှိတယ်ခုခေတ်ဆိုရင်မိုင်100လဲသွားတာပဲမိုင်100လဲသွားတာပဲ300 400လဲသွားတာပဲဟုတ်ကဲ့အေးမြင်စရာအာယုန်တွေမရှိတော့လိုချင်စရာလောဘတွေကလည်းလဲမသွားဘူးလားလဲသွားပါတယ်ဗျာအေးခုခေတ်ကျတော့မဆုံးနိုင်ဘူးအဲဒီတော့ကတော့ကိုခင်ကိုပေါ်သူများယူစားသူများခင်ကပေါ်ကိုယူစားဒီပြောင်းမှုတို့ပဲတို့ဆိုတာပေါ်လာတဲ့အချိန်ဆိုဟိုခင်ကအရင်ပေါ်ဟိုခင်ကယူစားရောင်းစားတာဆိုတာမရှိဘူးရောင်းစားတာမရှိဘူးခင်ပေါ်သူစီရစားကိုခင်ပေါ်ကိုစီရစားနဲ့လူတွေဟာညီညွတ်ကြတယ်အဲ့ဒီအချိန်ပိုင်းလေးဒီလိုအချိန်ပိုင်းလေးကိုဘုန်းကြီးတို့တွေရရှိမိရလည်းမရှိတော့ညလာတာပြီဆိုရင်အလုံးပြောစရာကောင်းတယ်လာကလေးနဲ့ပဲနေရတယ်လာလေးနဲ့ဆိုမိငိမ့်စရာတော့မရှိဘူးသို့တော့တခါလေးတိမ်မဲကြီးကလာကိုလာဖုံးတတ်တာလေးတော့ရှိတယ်ရုပ်မှာမိပြတ်တဲ့လူတွေခံစားရတယ်လို့နေမှာပဲတိမ်မဲကြီးကလာဖုံးတဲ့အခါကျတော့မှောင်သွားတယ်နော်ဓမ္မီဆိုတာလည်းမရှိဘူးဒီလိုပဲနေကြတာဟောလူချင်းစရာနဲ့အလွန်နဲ့ဘယ်ချိန်ပိုင်းလို့ဆိုရင်ဗမာပြည်ဟိုနိုင်ငံတကာမှာဒုတိယကမ္ဘာစစ်ကြီးဖြစ်ကနေလို့လှုပ်နေတဲ့အချိန်ပိုင်း1940 1940ပြည့်ပတ်ဝန်းကျင်40ရဲ့ဒီဘက်ပတ်ဝန်းကျင်သို့တော့နောက်ပိုင်းကျတော့ခေတ်မကောင်းတဲ့အချိန်တွေမျိုးရောက်ကမ္ဘာကြီးကဒုတိယကမ္ဘာစစ်ဖြစ်သွားဒုက္ခရောက်ကြလူတွေဘုန်းကြီးတို့တွေစနစ်သားစကိုင်းတောင်ရောက်သွားတယ်။တော့ရွာနေပြီစကိုင်းတောင်ရောက်တော့အေးစကိုင်းတောင်ကအခုချိန်နဲ့ရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်တုန်းကအေးချမ်းတဲ့အရသာနဲ့အခုချိန်ကအရသာနဲ့အမတန်မှကွာခြားတယ်။အဲ့ဒီတုန်းကစကိုင်းတောင်ဆိုတာလူတယောက်သွားတာတဲ့လမ်းကလေးတွေပဲရှိတယ်။ဒီစကားပင်ကြီးတွေကမိုးလို့တမ်းပင်ကြီးတွေတဟပင်ကြီးတွေကမိုးလို့လူသွားเสียကြောက်ကလေးတွေခင်းထားတဲ့လမ်းကလေးတွေကနေဖြတ်တယ်ရဘာတွေရှိတော့ဆိုရှင်ကလေးတွေတို့ငှက်ကလေးတွေတို့ဒီကောင်လေးတွေပဲရှိဘယ်နေရာသွားတော့ကိုယ်ခြေစလုံးအားကိုးနဲ့ကိုသွားကြ
တရားတဆူနဲ့တဆူသွားဖို့တိတ်ဆိတ်ငြိမ်သက်စကိုင်းတောင်ကြီးညနေနေဝင်ရည်တရောဆိုလို့ရှိရင်တစ်တွေဟောက်တဲ့အတန်ကြားစကိုင်းတောင်မှာခွေးတောင်မှာမနေရဘူးအဲ့ဒါတော့ခွေးရှိရင်ရကြတဲ့ကလာဆွဲတော့အားရရှိတော့ဆိုတောကြောင်တွေရှိတယ်နေ့မှာဆိုရင်အဲ့ဒီရှင်ကလေးတွေတို့ငှက်ကလေးတွေတို့ဒီတန်မဲ့ကြတကယ်ကိုတိတ်ဆိတ်ငြိမ်သက်ဒီကနေ့စကိုင်းတောင်သွားကြည့်လို့ရှိရင်ကိုနာက loud speaker ဖွင့်တယ်ဒီနာက loud speaker ဖွင့်တယ်စူညံပြီးတော့တချင်းတန်တွေကလည်းအမျိုးမျိုးဖွဲ့တယ်လေခါတော့ကဘုရားဘော်ကဖွင့်လိုက်တဲ့တချင်းကဘာတချင်းများအောင်မေကိုရေယူပြီးဆိုတဲ့ချင်းအဲ့လိုဟာတွေအခုခေတ်ကလွှမ်းမိုးသွားပြီဆိုတော့ဝိဝေကဇပိတိဒုက္ခကင်းစင်မှုရဲ့ချမ်းသာဆိုတာဘယ်သိတော့မှာတော့သိနိုင်ပါအောင်လားသိနိုင်ပါဘူးအဲ့ဒီချမ်းသာမျိုးကိုမသိတော့ဘူးလေဉာဏ်လေးကိုနားရဲတက်ပြီးတဲ့အခါကျတော့ဟုတ်လားချင်းဆိုတာနဲ့လူတစ်ကိုယ်လုံးလှုပ်နေတဲ့ချမ်းသာဒုက္ခပဲအဲ့ဒီချမ်းသာဒုက္ခပဲခံစားနေကြမှာပဲအဲ့ဒီချမ်းသာဒုက္ခနဲ့အမတန်ကွာခြားပြီးတော့သိစိတ်ငြိမ်သက်လာတဲ့ချမ်းသာဒုက္ခဆိုတာစိတ်ကိုဟောတယ်လို့စနစ်တကျအာယုန်နဲ့လေ့ကျင့်ပေးလို့ရှိရင်အဲ့ဒီမှာစိတ်ဖြစ်ပုံကဘယ်လိုစိတ်ဖြစ်တုံးဆိုလို့ရှိရင်စိတ်ဖြစ်လာပုံလေးကိုစိတ်အစဉ်နဲ့ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ခုနကအလွန်ထူးခြားလာတဲ့လေ့ကျင့်ထားတဲ့အာယုန်လေးပေါ်မှာဒီဘာကဒီပရိကမ္မနမိတ်ကတဆင့်ပြောင်းလာတဲ့ဥက္ကဟနမိတ်တဆင့်ပြောင်းလာတဲ့အခါပရိဘာကနမိတ်အဲ့ဒီပရိဘာကနမိတ်ပေါ်မှာစိတ်ကလေးငြိမ်သွားလို့ရှိရင်ဇံရသွားတယ်ဇံရသွားတဲ့စိတ်အစဉ်ဟာဘယ်လိုဖြစ်လာသလဲအဲ့ဒီအာယုံပေါ်မှာနောက်ဆုံးဖြစ်တဲ့စိတ်ဖြစ်စဉ်တွေဘယ်လိုလာတော့အဲ့ဒီအာယုံပေါ်မှာနောဒရဝိဇံဆိုတဲ့စိတ်လေးကငါးကိုဖွင့်ပေးလိုက်တယ်ဖွင့်ပေးလိုက်တာနဲ့တပြိုင်နက်ကာမဖြစ်နေကြကာမဇောတွေမဟုတ်ဘဲနဲ့ထိုကာမဇောတွေနဲ့အလွန်ဆန့်ကျင်တဲ့ဒီပฏิဘာကနမိတ်ဆိုတဲ့အာယုံလေးပေါ်မှာဘာဖြစ်လာတော့ဆိုရင်ပရိကမ္မာဆိုတဲ့ဇောစိတ်ကလေးပြင်ဆင်မှုလေးဝင်လာပြင်ဆင်မှုလေးဝင်ပြီးတဲ့အခါကျပရိကံပြီးတော့ဥပ္ပစာရဆိုတဲ့ဇောစိတ်ကလေးဖြစ်လာတယ်ဥပ္ပစာရဇောစိတ်ကလေးချုပ်သွားတာနဲ့တပြိုင်နက်အနုလောမဆိုတဲ့ဇောစိတ်ကလေးဖြစ်လာတယ်အနုလောမဆိုတဲ့ဇောစိတ်ကလေးချုပ်သွားတာနဲ့တပြိုင်နက်ဂုတ္တဘူတဲ့အလွယ်တစ်ခုကိုပြောင်းလိုက်ပြီးကာမအလွယ်ကနေပြီးတော့မဟကုတ်ဆိုတဲ့မြင့်မြတ်တဲ့အလွယ်ကာမဂုဏ်အာယုန်တွေကနေဖြောက်ပြီးတော့ကိုယ့်ဘက်ကိုဖြတ်ကူးလိုက်ပြီးလို့ဆိုတဲ့အဓိပ္ပာယ်ရတယ်ဂုတ္တဘူဆိုတဲ့ဇောလေးဒီဇောလေးတွေကဘယ်သူတုံးဆိုလို့ရှိရင်မဟာကုသိုလ်စိတ်ဉာဏတမျိုးစိတ်၄ခုပဲအဲ့ဒီမဟာကုသိုလ်ဉာဏတမျိုးစိတ်၄ခုလေးတွေကိုနာမည်ပေးထားတာမဟာကုသိုလ်ဉာဏတမျိုးစိတ်ဇောလေးဟာ၄ချိန်ဖြစ်တယ်ပထမဖြစ်တာကိုပရိကံလို့ခေါ်လိုက်တယ်ဒုတိယဖြစ်တာကိုဥပ္ပစာလို့ခေါ်လိုက်တယ်တတိယအချိန်ဖြစ်တာကျတော့အနုလုံလို့ခေါ်တယ်စတုတ္ထအချိန်ဖြစ်တာကျတော့ကုတ္တကူလို့ခေါ်လိုက်တယ်နာမည်တစ်မျိုးပေးလိုက်တာနော်သူလုံးတဲ့လုံးဆောင်ချက်ကိုကြည့်ပြီးတော့အမည်နာမအသစ်ကလေးတွေပေးလိုက်တယ်အဲ့ဒီမဟာကုသိုလ်ဉာဏတမျိုးဇောကလေး၄ကလည်းဖြစ်ပြီးတော့ဘာလာလို့ဆိုဇံဆိုတာမင်းချက်ချင်းဇံဆိုတာခုနဘာကိုပြောတာလဲဆိုအတွေးလေးတွေဝိတက်ရဲ့ဝိစာရရဲ့ပိတိရဲ့ဒုက္ခရဲ့ဧကဂတအဲ့ဒီ၅ခုအားစုပြီးတော့ဖွဲ့စည်းထားတဲ့စိတ်တည်ငြိမ်မှုအနေအထားတစ်ခုကိုရောက်ရှိသွားတယ်အဲ့ဒီတည်ငြိမ်မှုအနေအထားရောက်သွားလိုက်တာနဲ့တည်းနဲ့ကာမနဲ့ပတ်သက်တဲ့အတွေးတွေလုံးဝငြိမ်းသွားတယ်မလာတော့ဘူးနာနာကိုမပေါ်နိုင်တော့ဘယ်လုံးမှမပေါ်တော့ကာမနဲ့ပတ်သက်တဲ့အတွေးတွေနိဝရဏတွေနဲ့ဆိုင်တဲ့အတွေးတွေအကုန်လုံးချုပ်ငြိမ်းသွားတယ်ပထမဆုံးအချိန်ရတဲ့အချိန်ကျတော့ဇံဆိုတာလေးကတစ်ချိန်လေးဖြစ်ပြီးတော့ဝင်ကြသွားတယ်ထိတ်မထားနိုင်သေးဘူးလို့ဆိုလို့ပေါ့
မာဆုံးရောက်လိုက်တဲ့အချိန်ကထိမ့်မထားနိုင်ဘူးအဲ့ဒီကြည့်ဇန်ဆိုတာလဲဇောပဲပရိကံဥပ္ပဇာနုလုံဂုတ္တရဘူဆိုတာမဟာကုသိုလ်ဇောမဟာကုသိုလ်ဇောကကာမအနွယ်ကာမဝဆရစိတ်ဇန်ဆိုတာလေးကြတော့မဟကုတ်စိတ်အနွယ်ချင်းမတူဘူးလို့ပြောတယ်နော်အဲ့ဒီဇန်ဆိုတာကြတော့အတိမ့်မဲ့လို့ခေါ်တယ်ရရှိလာတဲ့အကျိုးလေးကာမဝဆရစိတ်ဆိုတာကတော့ကိုယ်မွေးရပါလို့ဒီလိုပြောအောင်ပါပေါ့ဘာကုသိုလ်စိတ်ဆိုတာမွေးရပါလို့ပြောလို့ရပါတယ်ဘာလို့ဆိုရိုးရအပြင်ဖြစ်တယ်ပေါ့ဒါနကောင်းမှုပြုရင်လည်းသူဖြစ်တယ်အတိညာပါလာလို့ရှိရင်သီလဆောက်တည်တဲ့အခါသူဖြစ်တယ်ကမ္မဋ္ဌာန်းဘာဝနာပွားတဲ့အခါသူဖြစ်တယ်သို့တော့အဆင့်မြင့်လာပြီးဇံဘက်ကိုဥတည်သွားပြီဆိုလို့ရှိရင်ပရိကံဥပ္ပဇာနုလုံဂုတ္တရဘူလို့၄ချိန်ဖြစ်ပြီးတာနဲ့လည်းကြိုက်တဲ့အဆင့်မြင့်တဲ့ဇံဆိုတဲ့ဒီစိတ်ထက်တစ်မျိုးဟာထပ်ပြီးတော့ပေါ်လာပြီးထိမ့်မထားနိုင်လို့ပျောက်သွားတယ်ပျောက်သွားတဲ့အတွက်ကြောင့်နောက်ထပ်ဟာဒီလမ်းကြောင်းတိုင်းထပ်ပြီးတော့ရှောက်ဒီလမ်းကြောင်းတိုင်းထပ်ပြီးတော့ရှောက်လိုက်တဲ့အခါကျတော့ပြန်ပြီးတော့ဒီအဆင့်ကိုနောက်ချိန်မှာအောင်မြင်လာပြီဆိုလို့ရှိရင်ဇန်တရားထိန်းနိုင်လာတယ်ပေါ့ဇန်နေကြီးပဲဆက်ဖြစ်နေအောင်ထိန်းထားနိုင်ပြီနောက်ပိုင်းကျလေးချိန်ရလာပြီဆိုပရိကံဥပ္ပဇာနုလုံဂုတ္တရဘူလို့ဆိုတဲ့ရူပကာမဝဆရမဟာကုသိုလ်ဉာဏတမျိုးစိတ်ဇော၄ချိန်ဇောပြီးတာနဲ့တပြိုင်နက်နောက်ကဇန်ဆိုတာတဏှာကြီးလို့အဋ္ဌံထားရင်တဏှာကြီးတိတိဇန်နေနဲ့ရွယ်နေလို့ရတယ်ထိန်းသွားလို့ရပထမအချိန်တော့ထိန်းလို့မရဘူးတစ်ခါပဲဖြစ်ပြီးချုပ်သွားနောက်တစ်ခါကြလို့ရှိရင်ထပ်ပြီးတော့၄ချိန်ယူပါများတဲ့အခါကျတော့ဟုတ်လားနိုင်ဝဲထိန်းသွားနိုင်တယ်တဏှာကြီးထိန်းနိုင်တယ်တစ်နေ့လုံးလှုပ်ထားလို့ရတယ်၄ချိန်ခံယူတာလေ physical exercise လုပ်တဲ့အခါမှာလုပ်လို့ရတယ်လို့ mental exercise ကလည်း၄ချိန်ပြီးယူရတယ်အဲ့ဒီစိတ်ကလေးကိုတဏှာကြီးထိန်းလို့ရတယ်တနေ့တာထိန်းလို့ရတယ်ဇန်စိတ်ကလေးနဲ့နေအဲ့ဒါကြတော့ဇံဝင်စားတယ်လို့ပြောကြတယ်အဲ့ဒီဇံအဆင့်မမီတဲ့ပုံကိုယ်တွေကြတော့ခုနစာလေးတစ်ချောင်းရေးရင်ဇံဝင်စားတယ်လို့ပြောနေကြတယ်လူကလေးတစ်ခုကဇံဝင်စားတယ်လို့ပြောကြတယ်။အဲဇံနဲ့အဝေးကြီးနော်တွေးကြံတွေးနေပြီးတော့ဇံဝင်စားတယ်ပြောလို့မရ။ဘဝအာယုတစ်ခုလေးပေါ်မှာတည်ငြိမ်ပြီးတော့နေဇာနာဆိုတဲ့အဓိပ္ပာယ်ကအနိကရှုမှတ်ပြီးတော့အာယုနဲ့စိတ်နဲ့ကပ်နေတယ်။တနည်းအားဖြင့်ဇာနာရဲ့အဓိပ္ပာယ်ကဆန့်ကျင်တဲ့နိဝရဏတရားတွေကိုလောင်ကျွမ်းပြစ်လိုက်တယ်ဖြည့်ဆည်းပြစ်လိုက်တယ်ဆိုအဲ့ဒီဇာနာဆိုတာဘယ်သူခေါ်တာလဲဆိုရင်ခုနကဇာအင်္ဂါ၅ပါး unity of jhana factor အဲ့ဒီ၅ခုပြောတယ်အဲ့ဒီ၅ခုနဲ့ထိန်းထားလိုက်တာတဲ့ဒါစိတ်ကိုလေ့ကျင့်တဲ့စိတ်ဖြစ်စဉ်ဟာအဲ့ဒီပုံစံနဲ့သွားတယ်လို့ပြောတယ်နော်မှန်ပါပါဗျာပထမဆုံးရတဲ့အချိန်မှာဇန်တစ်ချိန်ပဲဖြစ်တယ်ဒုတိယတတိယအောင်မြင်သွားပြီဆိုတဲ့အခါဆက်လက်ထိန်းတဲ့အခါမှာအကျိန်နဲ့မပြောတော့ဘူးတဏှာကြီးကြာဖြစ်မယ်တရက်ကြာဖြစ်မယ်ဟုတ်လားအကျိန်ဆိုလို့ရှိရင်တော့ပြောလို့မရတော့ဘူးဆိုလက်ဖြစ်တဲ့အတွင်းမှာအကျိန်ကလေးတသိန်းကဖြစ်နိုင်တာဇန်စိတ်တည်ကြည့်ပြီးဆက်လက်ဖြစ်နေတာကိုဒါဟာသူကဝင်စားနေတယ်လို့ပြောတာအဲ့ဒီနေရာမှာလည်းလေ့ကျင့်ခန်းတွေအများကြီးလုပ်ရတယ်လေ့ကျင့်ခန်းတွေအများကြီးလုပ်ရတယ်အဲ့ဒီလေ့ကျင့်ခန်းတွေလှုပ်လို့စွမ်းရည်တက်တွေပြည့်လာတာဝတိဘောလို့ခေါ်တယ်နော်ဝတိဘောဆိုတာဝတိဘာဝဝတိဘာဝဝတ္တဆိုတာစွမ်းရည်တက်တွေစွမ်းရည်တက်တွေရှိတာကိုဝတိဘာဝဗမာစကားကဝတိဘောဆိုတော့ဘာမှမသိဘူးဝတိဘောလို့ပြန်လိုက်တဲ့အခါကျအဓိပ္ပာယ်မပေါ်တော့ဘူးစွမ်းရည်တက်တွေရလာအောင်လေ့ကျင့်ယူတာအားကစားသမားတွေလည်းလေ့ကျင့်တာပဲမဟုတ်လားမှန်ပါပါလေ့ကျင့်မဲ့တဲ့စွမ်းရည်တွေရလာတာမဟုတ်ဘူးသူတို့မှအမြဲလေ့ကျင့်နေရအဲ့တော့လည်းပဲဇာဝင်စားတဲ့ပုဂ္ဂိုလ်ကလည်းလေ့ကျင့်တဲ့အခါမှာအဝိသနာခဏလေးဆင်ခြင်ယုံနဲ့အမြန်ဆင်ခြင်လို့ရတဲ့ဒီစနစ်စိတ်ဟာတွက်လက်လာအောင်လေ့ကျင့်ပေးရတယ်တမာပိစနာကိုဝင်စားခြင်းတဲ့အချိန်မှာဖြတ်ကနေဝင်စားလို့ရအောင်လေ့ကျင့်ရတယ်တမာပိစနာအဝိသနာတမာပိစနာအဋ္ဌာဏကိုယ်စိတ်ထဲမှာပိုင်းဖြတ်ထားတဲ့အချိန်တိုင်းလုပ်လို့ရအောင်လုပ်ရတယ်အဋ္ဌာဏဘာ
အဝိဇ္ဇနာသမာပိစနာအဋိဌာဏဝဋ္ဌာဏကိုထားခြင်းတဲ့အချိန်နောက်ရုပ်သိမ်းခြင်းတဲ့အချိန်လို့ထားခြင်းတဲ့အချိန်ထားတယ်ဆိုတာဇံဝင်စားမှုကိုရပ်တန့်တာကိုပြောတယ်နော်ရပ်တန့်ခြင်းတဲ့အချိန်မှာရပ်လို့ရအောင်လေ့ကျင့်ရတယ်အချိန်အောင်နဲ့ပြင်းနေတာရပ်ချင်တယ်ဆိုတာချက်ချင်းရပ်လို့ပဲရလေ့ကျင့်ပြီးလို့ရှိရင်ချက်ချင်းရလို့ရဥပမာပဲတဏှာတိတိဝင်စားတယ်ဆိုတဏှာတိတိအချိန်မှာထားနိုင်အောင်လေ့ကျင့်ခန်းတွေအများကြီးယူရတယ်ယူလိုက်တဲ့အခါတဏှာကြီးကနေပြီးတော့2နာရီအတန်လေးငင်ငနဲ့ကြားလိုက်တာနဲ့တပြိုင်နက်တော့ရှောင်းဆံကလည်းထားပြီးသားဖြစ်ရပ်တန့်ပြီးသားဖြစ်တော့ဆံစိတ်တွေကိုရပ်ပလိုက်တဲ့အခါကျတော့ပင်ကိုယ်စိတ်တွေပြန်ဝင်လာဒီလိုဆိုလို့အဲ့ဒါကဝဋ္ဌာဏဝတိဘောလို့ခေါ်ဆင်ញနာသွက်လက်မှုကအဝိဇ္ဇနာဝင်စားတာသွက်လက်မှုကစွန့်ရည်တတ္တိရှိတာသမာပိစနာဒိဋ္ဌာန်တဲ့အတိုင်းဖြစ်တာကအဋိဌာဏဝဋ္ဌာဏနောက်ပစ္စောခဏဆိုတာကိုဝင်စားတဲ့ဇံကိုပြန်ပြီးတော့ဆင်ញနာတွေးတောတာစွန့်ရည်တတ္တိတွေကအပြည့်အဝကြအဲ့လိုလေ့ကျင့်ယူတာအဲ့ဒီဇံဟာစိတ်ကိုအာယုန်နဲ့လေ့ကျင့်နေဆိုဒီစနစ်တွေကိုပြောတာနော်ဒါတွေလည်းပဲစိတ်ဖြစ်စဉ်ထဲမှာပါတာပဲမလေ့ကျင့်ရင်အဲ့ဒီအဆင့်တန်းမျိုးကိုဘုန်းကြီးတို့တွေမရောက်နိုင်ဘူးတဲ့လေ့ကျင့်ရကဲကောင်းပြီအခုလိုပထမဇန်အဆင့်ကလေးရသွားပြီဆိုရင်ရှေ့ကိုဆက်သွားစရာလမ်းကြောင်းရှိသေးလားဆိုရှိသေးတယ်ဆက်သွားခြင်းသေးတယ်ဆိုရင်သွားလို့ရဆိုတယ်။မာရီဆွမ်းအားတွေကိုတိုးမြင့်ဖို့ရဘာလို့ရလဲ။ခဏကဇန်ဆိုတာပထမဇန်ဆိုတာဝိတ္တဝိသရာပိတိဒုက္ခဧကဂတဆိုဒီ၅ခုနဲ့ဖွဲ့စည်းထားတာပထမဇန်အဲ့ဒီမှာဝိတ္တဆိုတာစိတ်ကိုအာယုံပေါ်တင်းတင်ပေးနေတဲ့သဘောလေးပမာလို့ဆိုတော့တွေးပေးနေတဲ့သဘောတွေးနေရသေးတယ်အဲ့ဒီတွေးနေရတာကိုစိတ်ရဲ့လှုပ်ရှားမှုတမာရီရဲ့အနှောက်အယှက်ဖြစ်တယ်လို့ကြားတဲ့အခါကျတော့မြင်လာတယ်ဒါလေးမပါရင်ကောင်းမှာပဲဒါလေးကနေပြီးတော့တို့အာယုံပေါ်မှာတင်းတင်ပေးနေရတာအလုံးရှုပ်တယ်ပေါ့ဆိုပြီးတော့တမာရီစွမ်းအားတွေတိုးမြင့်လိုက်တဲ့အခါဒုတိယအချိန်ရောက်တဲ့အခါကျတော့အဲ့ဒီဝိတ္တလေးပြုတ်ကျန်သွားပြီဝိတ္တမပါဘဲနဲ့အာယုန်နဲ့စိတ်နဲ့တွေ့သွားတယ်ဝိတ္တဆိုတဲ့အဆင့်လေးကိုဖယ်ရှားပြလိုက်တာဟာဒါဒုတိယဇန်အဆင့်လို့ခေါ်တယ်ဒုတိယဇန်အဆင့်ရောက်တဲ့အခါကျတော့ဝိတ္တဆိုတဲ့အာယုန်ကိုစိတ်ကိုအာယုန်ပေါ်တင်ပေးနေတဲ့လှုပ်ရှားမှုလေးငြိမ်ကြတော့စိတ်နဲ့အာယုန်နဲ့ကွဲမသွားအောင်တွဲပေးထားတဲ့ဝိသရာပဲရှိတော့တယ်ဝိသရာရဲ့ပီတိရဲ့ဒုက္ခရဲ့ဧကဂတရဲ့အဲ့ဒီ၄ခုနဲ့ဖွဲ့စည်းလိုက်တဲ့အခါကျတော့လှုပ်ရှားမှုတော်တော်လေးငြိမ်သွားတယ်အဲ့ဒါကဒုတိယအဆင့်လို့ခေါ်တယ်သူကြတော့တမာတိစွမ်းအားပြင်းထန်လာသည့်အတွက်ကြောင့်တမာတိကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခတမာတိစပိတိဒုက္ခခုနကဝိဝေကဇပိတိဒုက္ခကာမဂုဏ်အာယုန်တွေကလွတ်သွားတဲ့ချမ်းသာဒုက္ခအခုကကြတော့တမာတိစပိတိဒုက္ခတမာတိစွမ်းအားကြောင့်ရရှိလာတဲ့ချမ်းသာဒုက္ခသုံးတယ်အဲ့ဒီနေရာမှာတချို့ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကြတော့ဝိတ္တနဲ့ဝိသရာကိုနှစ်ခုစလုံးတစ်ခါတည်းကြော်ပြစ်လိုက်တာမျိုးလည်းရှိတယ်။ဒါတော့အပြင်သုတ်တံပါဠိတော်တွေမှာစတုကနိလို့ခေါ်တဲ့ဇံ၄မျိုးပဲပြတယ်ဇံ၅မျိုးမပြအောင်။အဲ့ဒီဇံ၄မျိုးပြတဲ့စနစ်ဆိုလို့ရှိရင်ဝိတ္တနဲ့ဝိသရာကသဘောချင်းတူတယ်။အာယုံပေါ်မှာတင်ပေးထားတဲ့အတိုင်းကွာမသွားအောင်ထိမ့်ပေးထားတယ်ဆိုတာဒါတွေအလုံးရှုပ်တယ်လို့ဆိုပြီးဒီတစ်ခုကိုဖယ်ရှားပြလိုက်တယ်ဒုတိယဇာအဆင့်ရောက်တယ်ဒုတိယဇာအဆင့်ရောက်သွားလို့ရှင်ပီတိဒုက္ခဧကဂတဆိုတဲ့ဒီစိတ်အခြေအနေ၃ရက်နဲ့ပဲရှင်းနှပ်ပြီးတော့နေတယ်အဲ့ဒါကြတော့သပိတိကဒုက္ခလို့ခေါ်တယ်ပီတိပါတဲ့ချမ်းသာကိုခံစားရတယ်အဲ့ဒါကိုတတိယဇာအဆင့်လို့ပြောလို့ရတယ်ပီတိပါနေသေးတော့တတိယဇာအဆင့်လို့တခါပီတိရဲ့သဘောကိုဇာရထားတဲ့ပုဂ္ဂိုလ်ကဆင်ញင်သုံးသပ်လိုက်တဲ့အခါဟောဒီပီတိဆိုတာစိတ်ထဲမှာပျော်ပြီးတော့လိုက်လဲဖြစ်နေတ
သိမ့်နဲ့ခန္ဓာကိုယ်ထဲမှာဖြစ်တတ်တယ်စိတ်ထဲမှာဖြစ်တတ်တယ်လှူရှားမှုကလေးတစ်ခုဖြစ်နေတယ်ဒါတမာတိစွမ်းအားကိုတစ်ဖက်တစ်လမ်းကနေအနှောက်ယှက်ပေးနေတယ်လို့ထင်ရတယ်ပေါ့ဟုတ်လားဒီจิตနဲ့နေတဲ့ပီတိလေးကတမာတိစွမ်းအားကိုအနှောက်ယှက်ပေးနေတယ်လို့ထင်လို့ပီတိပေါ်မှာမလိုချင်တော့ဘူးနောက်ထပ်ဒီပီတိမလိုချင်တော့ဘူးဆိုပြီးတမာတိစွမ်းအားတိုးမြင့်လိုက်တဲ့အခါကျတော့စတုထအကျိန်မှာဒုက္ခဧကဂတဆိုတဲ့ဟောဒီအင်္ဂါနေရာထက်တဲ့ဇံကိုဖွဲ့စည်းပြီးယက်တည်သွားခဏကပြောခဲ့တဲ့အာယုန်လေးပေါ်မှာပဲနော်မှန်ပါပါဒီခဏကဩရဒကတိုင်းအာယုန်လေးပေါ်မှာဟောဒီလိုပြောင်းလဲပြီးတော့လှုပ်သွားတာအဲ့ဒါကြတော့နေပီတိကဒုက္ခလို့ခေါ်ပီတိမဲ့ချမ်းသာချမ်းသာတာကပီတိရှိတဲ့ချမ်းသာကတစ်မျိုးပီတိကင်းမဲ့တဲ့ချမ်းသာကတစ်မျိုးဒါတွေကလူတွေနားလည်ဖို့အမှန်တန်ခက်တယ်ပေါ့ဘာဖြစ်လို့လဲဆိုရင်တာမန်နေ့စဉ်မှာခံစားဖို့ရခက်တဲ့နေရာတွေအဲ့တော့ပီတိမဲ့ချမ်းသာကိုရလာပြီဆိုတဲ့အခါကျတော့နောက်ဆုံးမှာအဲ့ဒီပုဂ္ဂိုလ်ကစဉ်းစားတယ်ဟောဒီချမ်းသာနေတာကိုကခန္ဓာကိုယ်ထဲမှာတသိမ့်သိမ့်လေးဖြစ်နေခန္ဓာကိုယ်ရဲ့အေးချမ်းမှုလေးစိတ်ထဲရဲ့အေးချမ်းမှုလေးဖြစ်နေတယ်ဆိုတော့တနည်းအားဖြင့်လှုပ်ရှားမှုကလေးဖြစ်နေသေးတယ် feeling ကသိတာနေသေးတယ်ပေါ့ဒီသိတာနေတဲ့ feeling ကြီးကိုမလိုချင်ဘူးတဲ့လုံးဝကိုငြိမ်သွားတဲ့ဟာကိုလိုချင်တယ်လို့ဆိုပြီးတော့ဒုက္ခကိုဖယ်ရှားဖို့ကြိုးစားလိုက်တဲ့အခါကျတော့ပစ္စမဇံအဆင့်ရောက်သွားဝေဒနာဆိုတာလုံးဝဖယ်ရှားလို့မရတဲ့အတွက်ကြောင့်ဝေဒနာကို reduce လုပ်လိုက်တဲ့အခါကျတော့ဥပိ္ပခာဖြစ်သွားဟုတ်ကဲ့ဥပိ္ပခာဆိုတာအဒုက္ခမဒုက္ခချမ်းသာတာလည်းမဟုတ်ဘူးဆင်းရဲတာလည်းမဟုတ်ဘူးကိုယ့်ကိုဥပိ္ပခာရတာလေးခံစားကြည့်ပေါ့ဒီတခါတလေကျပျော်တာလည်းမဟုတ်ပြင်းတာလည်းမဟုတ်ရှိတယ်ပေါ့လားဝမ်းသာတာလည်းမဟုတ်ဝမ်းနေတာလည်းမဟုတ်ဆိုတဲ့စัจ जा ကလေးခံစားမှုတွေတည်ငြိမ်တဲ့ခံစားမှုတွေအဲ့ဒီမှာဥပိ္ပခာဆိုတော့အဲ့ဒါကြတော့ဥပိ္ပခာပါရိသုတ်တိဥပိ္ပခာနဲ့တည်ငြိမ်တဲ့ချမ်းသာဆိုတော့အဲ့တော့ရှေ့ပိုင်းကသမာဓိရဲ့စွမ်းအားရဲ့အနောက်ရှေ့ဖြစ်မဲ့ဝိတက်ကိုလည်းဖယ်ရှားလိုက်တယ်ဝိသရာကိုလည်းဖယ်ရှားပြလိုက်တယ်ပီတိကိုလည်းဖယ်ရှားပြလိုက်တယ်ဒုက္ခကိုလည်းဖယ်ရှားပြလိုက်တယ်ဆိုတော့သမာဓိရဲ့စွမ်းအားတွေကပိုးဖို့ထက်မသွားဘူးလားထက်သွားပါတယ်ဗျာလုံးဝအနောက်ရှက်ကင်းသွားတော့တည်ငြိမ်မှုတစ်ခုတည်းကယက်တည်နေတယ်ဥပိ္ပခာဆိုတဲ့ခံစားမှုမထင်ရှားတဲ့ခံစားမှုနဲ့တည်ငြိမ်မှုလေးတွေယက်တည်နေသည့်အတွက်ကြောင့်ပစ္စမဇံအဆင့်ဟာလုံးဝအဆင့်မြင့်သွားတယ်အဆုံးအဆင့်ရောက်သွားပြီသမာဓိစွမ်းဒီတဲ့ပို့ပြီးတော့ reduce လုပ်လို့မရတော့ဘူးတဲ့စိတ်ကဒီလောက်တော့ဒီတဲ့ပို့ပြီးတော့လုပ်လိုက်လို့ကမရဘူးတဲ့ဝေဒနာကိုလုံးဝကင်းအောင်လုပ်လို့မရဘူးเนาะဒီနေရာမှာဥပိ္ပခာနဲ့ဧကဂတနှစ်ခုနဲ့ဖွဲ့စည်းထားတဲ့ပစ္စဝဇံအဆင့်ရောက်လာပြီဆိုရင်တမာတိစွမ်းအားတွေကတအားကောင်းတယ်တအားကောင်းသည့်အတွက်ကြောင့်ဒီနေရာမှာအဘိညာဉ်ဆိုတဲ့တကူတွေပေါ်လာအဘိညာဉ်ဆိုတဲ့တကူတွေစွမ်းအားတွေဖြစ်ပေါ်တမာတိစွမ်းအားနဲ့စိတ်ညွတ်ရာဖြစ်တာဘာလို့ငါထိုင်းနေတဲ့မြေကြီးအောက်မှာဘာတွေရှိလဲကြည့်ချင်လာပြီဆိုလို့ရှိရင်သူအဓိပ္ပာယ်စကုပရိကံလောက်မျက်စိတဲ့မျက်စိအမြင်လို့အမြင်တစ်မျိုးရတာအဘိညာဉ်အမြင်တစ်မျိုးရပစ္စဝဇံအဆင့်ရောက်ပြီဆိုလို့ရှိရင်နော်ဘုံသိဝေးတဲ့နေရာဟာကိုလှမ်းကြည့်ခြင်းတောင်ကြီးတစ်တောင်ထဲမှာဘာတွေရှိတော့ကြည့်ခြင်းလားငရဲဆိုတာရှိလားကြည့်ခြင်းလားနတ်ပြည်ဆိုတာရှိလားကြည့်ခြင်းလားတောင်ရင်ကနတ်ပြည်ဆိုတာဘယ်နာမလို့ရှာကြည့်ခြင်းလားဓမ္မရီဆိုတာရှိသလားကြည့်ခြင်းလားဒိဗ္ဗစက္ခုဆိုတဲ့အဘိညာဉ်စိတ်ညွတ်လိုက်ပရိက္ခဏီလုပ်ပြီးတော့စိတ်ညွတ်လိုက်ရလာတဲ့အခါမှာဒီတိုင်းကြည့်လို့ရမှာလို့ဆိုဒီတိုင်းကြည့်လို့တော့မရဘူးစနစ်တကျအလုံးလုံးရတယ်ဘယ်ရမှာဖြစ်ညမောင်ကြီးတဲ့ကြည့်ကြလို့ရှိရင်ဘာတော့ဓာတ်လေးနဲ့ထိုးကြည့်ရတယ်မဟုတ်လားမောင်ကြီးတဲ့မှာမျက်စိကမြင်ရရဲ့လားကိုကြည့်ကျင်တဲ့နေရာခလာလန်းလန့်ကြည့်ကျင်ဓာတ်လေးနဲ့ထိုးကြည့်ကြတယ်မဟုတ်လားအဲ့လိုမျိုးလိုပဲ
ဒေဝစကုအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်ကလည်းပဲတောင်ကြီးထဲမှာမရှိလို့ကြည့်ချင်ရင်အဲ့ဒီကိုကြည့်ချင်တဲ့တောင်ထဲကိုအလင်းရောင်ဖြန့်ရတယ်ဓာမီထိုးတဲ့သဘောပဲမှန်ပါပါဗျာအဲ့ဒါဖြန့်လိုက်တဲ့အခါမှာလင်းတဲ့နေရာတွေကိုအကုန်ကြည့်လို့ရတယ်အဲ့ဒီလင်းတဲ့နေရာအတိုင်းတာလဲကိုယ်စိတ်တိုင်းကျလုပ်လို့ရတယ်တထောင်လုံးလင်းမြင်တာလားသို့မဟုတ်ကိုကြည့်ချင်တဲ့နေရာအပိုင်းတော့ပဲလင်းမှလားလောကကြီးတစ်ခုလုံးလင်းသွားအောင်လုပ်ပြီးတော့အကုန်လုံးကြည့်မှလားဆိုတဲ့အပေါ်မှာမူတည်တယ်ကိုထိုင်းနေတဲ့မြေကြီးအောက်ဆိုလို့ရှိရင်ကိုထိုင်းနေတဲ့နေရာကွက်ကွက်ကလေးလင်းအောင်ရှာတယ်ဒါကြတော့သူ့ရဲ့ပုဂ္ဂိုလ်ရဲ့ဆန္ဒသူ့ရဲ့ wish တိုင်းသွားမှာပဲเนาะမှန်ပါပါသို့တော့အလင်းရောင်နဲ့မကြည့်ဘဲနဲ့ဒေဝစက္ခုဆိုတာမဖြစ်နိုင်ဘူးတဲ့အဲ့တော့ဒေဝစက္ခုဘိညာဉ်ရကြလို့ရှိရင်ပစ္စဝဇံဝင်စားပစ္စဝဇံကထအဲ့ဒီအဘိညာဉ်နဲ့ဖန်ဆင်းလိုက်လို့ရှိရင်ခုနကိုကြည့်ကျင်တာတွေကြည့်လို့ရတယ်ဟောနာရောနှစ်ချက်မလို့ဒိဗ္ဗသောတာနဲ့တရားမင်းကတာဝရိန္ဒနတ်ပြည်မှာအစည်းအဝေးလုပ်ပြီးဘာတွေပြောနေပါလဲလို့နားထောင်ကြည့်ချင်လားနတ်ပြည်မှာဘာတွေပြောနေကြလဲဆိုနားထောင်နေတယ်ဆိုလို့ရှိရင်တော့ဝေးတဲ့နေရာပဲဖြစ်ဖြစ်ခုနသမာဓိစွမ်းအားနဲ့ကြည့်သမာဓိစွမ်းအားနဲ့ကြားစွမ်းအားတွေကိုမြင့်တင်လိုက်တာမြင့်တင်လိုက်တဲ့အခါကျတော့ခုနကကိုသတ်မှတ်ထားတဲ့နယ်ပယ်အတွင်းမှာရှိတဲ့အတန်တွေကိုကြားလာတာကိုကြားနေတာတွေကြားဒါကိုဒိဗ္ဗသောတာအဘိညာဉ်လို့ခေါ်ဣတိဝိဒအဘိညာဉ်ဆိုတာတကုံးမျိုးမျိုးဖန်ဆင်းတာတစ်ယောက်တည်းကနေ2ယောက်ဖြစ်တယ်2ယောက်ကနေ3ယောက်ဖြစ်တယ်တစ်ယောက်တည်းကနေ1000ဖြစ်တယ်လူကိုယ်ပွားတွေဖန်ဆင်းလို့ရတယ်ခုခေတ်လည်းအဲ့ဒါလုံးကြတာပဲလေရှေ့ကနေမှန်တစ်ချက်ထောင်ဟိုဘက်ကမှန်တစ်ချက်ထောင်လိုက်သိမ့်တန်ဘုရားဆိုပြီးလောက်ထားကြတာရှိတယ်လေမှန်နေထောင်ပြီးတော့ပွားထားတာမျိုးအဲ့တော့ဒီဣတိဝိဒအဘိညာဉ်ဆိုတာအဲ့ဒါလိုတကိုးနဲ့တူတဲ့ကနေနှစ်ဦးဖြစ်အောင်လုပ်တယ်ပေါ်လာတာကိုပျောက်သွားအောင်လုပ်နိုင်တယ်ပျောက်နေတာပေါ်လာအောင်ဘွားကနေပေါ်အောင်လုပ်နိုင်တယ်အမျိုးစုံဆိုပါစို့အဲ့ဒါတွေဟာစိတ်ဆွမ်းအားကိုပိုင်နိုင်သွားပြီဆိုတဲ့အချိန်မှာဟောဒီဇံပင်ကြီးတွေရပြီဆိုရင်အကုန်လုံးလို့ရတယ်ဒါလည်းပဲစနစ်တကျလုပ်လို့ရတယ်စနစ်မကျရင်ဘယ်ဟာမှမအောင်မြင်ဘူးပြောကြပါလိမ့်မယ်ရုပ်ရှင်ကားတွေထဲမှာတရုတ်ပြည်ကမဟာတရိုင်းကြီးကိုဟိုဘက်ဖောက်ပြီးတော့ဝင်သွားတာတကယ်ပင်ရှင်တဲ့ကတော့ဖြစ်တယ်အဲ့ဒါရုပ်ရှင်နဲ့ရိုက်ပြတာမဟုတ်တကယ်ဖြစ်နိုင်တကယ်ဖြစ်တာဘယ်လိုပုံနဲ့ဖြစ်ရတာလဲအဲ့ဒါလဲစနစ်တကျလုပ်ရတောင်ကြီးတွေကိုဝင်သွားကြတယ်ဆိုလို့ရှိရင်မလုပ်ဘူးကိုဝင်မဲ့နေရအပေါက်အရင်ဖန်တီးရပေါက်မရှိပဲဒီတိုင်းတိုးဝင်လို့တော့မရဘူးသိချာဝိညာဉ်မီဆိုလို့ရှိရင်အပေါက်ကိုအရင်ဖန်တီးပြီးတော့မှအဲ့ဒီထဲကိုဝင်ရသို့မဟုတ်ဒီတိုင်းရမ်းစုပ်ဝင်လို့ကမရဘူးတဲ့နော်ရှင်မမောကလမထေရကြီးကအလွန်ကြီးညိုစရာကောင်းတယ်အဲ့ဒီအဘိညာဉ်တွေနဲ့ပတ်သက်လာလို့ရှိရင်ရှင်မမောကလကြီးကဣတိဝိဒအဘိညာဉ်မှာနေ့တိုင်းလေ့ကျင့်အားရင်ဒါပဲလုပ်ဒါမို့နန္ဒောပဏ္ဏနဂါမင်းနဲ့ဒီနန္ဒောပဏ္ဏနဂါမင်းကိုဆုံးမတဲ့အခါမှာတခြားကိုယ်တော်တွေကိုမြတ်စွာဘုရားဆုံးမဖို့ခွင့်မပေးဘူးဘာလို့လဲဆိုသူ့လောက်မြန်မလုပ်နိုင်တာမလုပ်နိုင်ဘူးဒီကိုယ်တော်ရှိတယ်ရှိပြီမဲ့လို့နေ့ရင်ကိုခံရမှာပဲလေမှန်ပါပါရှင်မောကလန်တို့ဆွဲလက်ချက်ချမှုဘာလို့ဆိုလေ့ကျင့်မှတတ်တာတိုင်းသမားတွေလို့ပေါ့အများနဲ့လေ့ကျင့်နေရမလေ့ကျင့်ရင်ကိုကနေရင်တစ်ချက်နေသွားတစ်စက္ကန့်နောက်ကျသွားရင်ကိုခံလိုက်ရမှာအဲ့ဒါကြောင့်မလို့ရှင်မောကလန်တပါးကိုပဲမြတ်စွာဘုရားခွင့်ပြုတယ်ငကားကြီးနဲ့ဘယ်နေရာမှာအခက်ဆုံးတော့ဆိုလို့ရှိရင်ငကားကြီးရဲ့ပါဇက်ထဲဝင်ပြီးတော့ပြန်ထွက်တော့သင်ဘယ်သူလဲငါမောကလန်ဆိုရင်ပြသမ်းမှာမောကလန်ကိုဆိုအသင်ပြရတဲ့အချိန်ပိုင်းလေးပါငကားကဖုဝိနဲ့နာလေးမှုတ်လိုက်တာအဲ့ဒီအချိန်မှာမကပိုင်းနိုင်လို့ရှင်သွားပြီလေညာနာပဲပြဖြစ်သွားမှာပဲအဲ့ဒီအဆင့်လေးဟာအလွန်မြန်ဖို့လိုတယ်လို့ပြောတာနော်မှန်ပါပါဗျာဒါကြောင့်မို့လို့မြတ်စွာဘုရားကျတော့ဒါတော့ဘုရားကိုတော့ထည့်မပြောနဲ့ပေါ့တပြည့်တွေကရှင်မောကလန်ဟာဒီနေရာမှာလေ့ကျင့်ထားလို့ရဆုံးပဲမြတ်စွာဘုရားကျတော့စွန့်ရည်တတ္တိတွေက
အမတန်မှပြေဝထက်သန်သည့်အတွက်ကြောင့်ထူးမခြားတဲ့သတင်းနဲ့မပါတချင်းကြီးမှခဏခဏကြားလို့ရလိမ့်မယ်ဗမာတွေနော်ထူးမခြားတဲ့ချင်းအရာထဲမှာသိတော့အမေကထူးမခြားတာပါဘူးကွာမထူးပါဘူးလို့ဆိုတဲ့အဓိပ္ပာယ်ပြောဟုတ်ထူးတယ်သို့တော့အချိန်ပိုင်းဟာမခြားနာဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတယ်ထူးတယ်မှာအလုံးကိုထူးတယ်မြတ်စွာဘုရားကရေနဲ့မီးနဲ့အစုံဆန့်ကျင်ဘက်ကိုဖန်တီးပြီးတော့ပြတဲ့အလုပ်ဟာအမတန်မှလျင်မြန်လို့လုပ်လို့ရတာတဲ့ဝင်စားတဲ့အဆင့်လေးတစ်ခုပြီးမှတစ်ခုလုပ်လို့ရတယ်သို့မဟုတ်ကြီးတဲ့လူရဲ့မျက်စိထဲမှာတပြိုင်နက်လို့ထင်ရတော့အောင်မြန်ရမယ်ဒါကြောင့်မို့ပိဿဝကနာဇောစိတ်တွေဟာမြတ်စွာဘုရားရဲ့ပိဿဝကနာဇောစိတ်က၄ချိန်လောက်နဲ့ပြီးတယ်ပြောတာဆင်ခြင်တဲ့စိတ်ကလေးက၄ချိန်လောက်လေးနဲ့ပဲပြီးအောင်လုပ်ရတိတ်မြန်အောင်လုပ်ရတယ်လို့ဆိုလို့အဲ့ဒီရေမီးအစုံတကောပြာတိဟာပြတာကိုယမကပါဠိဟာတွေကယမကဆိုတာအစုံဆိုတဲ့အဓိပ္ပာယ်ရရေနဲ့မီးနဲ့အစုံပြဆိုပါစို့ဥပမာပဲလက်ရပဲမျက်လုံးတော်ကမီးတွေပန်းထွက်နေတဲ့အချိန်မှာလက်ဝဲပဲမျက်လုံးတော်ကရေတွေပန်းထွက်ဒီလိုအစုံလိုက်ပြနှာခေါင်းတွင်းကလည်းပဲလက်ရပဲနှာခေါင်းပေါက်ကနေပြီးတော့ရေတွေပန်းထွက်နေရင်လက်ဝဲပဲနှာခေါင်းပေါက်ကမီးတွေပန်းထွက်အဲ့ဒီမှာရေထွက်အောင်ကအာဘောဂတိုင်းဝင်စားပြီးတော့အာဘောဂတိုင်းနဲ့ဖန်ဆင်းရတယ်ပင်ញင်နဲ့ဖန်ဆင်းရတယ်မီးဖြစ်အောင်ကဒေသောဂတိုင်းဝင်စားရတယ်အာယုန်ချင်းမတူလေ့ကျင့်ရတယ်ရေနဲ့လေ့ကျင့်မှရေထွက်လို့ရတယ်မီးနဲ့လေ့ကျင့်မှမီးဖန်နေလို့ရတယ်အဲ့ဒါကိုစဉ်းစားကြည့်လိုက်တဲ့ပုဂ္ဂိုလ်ကမျက်လုံးနဲ့လက်ရပဲမျက်လုံးကရေတွေပန်းထွက်နေတယ်လက်ဝဲပဲမျက်လုံးကမီးတွေပန်းထွက်နေတယ်တပြိုင်နက်လို့ထင်ရသောစိတ်စဉ်းနေရဘလောက်လင်းမြန်လဲဆိုတော့စဉ်းစားကြည့်အဲ့ဒီအချိန်မှာကြည့်တဲ့လူကမျက်တောင်လေးတစ်ချိန်ခတ်လိုက်တဲ့တပြိုင်နက်ဘယ်ဘက်ညာပဲပြောင်းသွားတယ်ရေနဲ့မီးရအဲ့လောက်ထူးဆန်းအံ့ဖွယ်ကိုယ်တွေပြနေတာဟာအမတန်မှအစွမ်းထက်လို့ခုနကစွမ်းရည်တတ္တိတွေနဲ့လေ့ကျင့်ထားလို့တာမန်ဆိုရင်မရဘူးနော်ရဟန္တာတွေထဲမှာလည်းရှမောကလန်တပါးပဲခုနကလို့တကူနေရာမှာထက်ထက်မြက်မြက်ကုံလို့တပြိုင်နဲ့လုပ်လို့ရတာကြံတဲ့ပုံကိုယ်တွေကအဆင့်မမီဘူးဒါတော့ကြီးမတွက်ဘူးပေါ့မတွက်လို့ရှိရင်ကိုခံရမယ်အန္တရာယ်ကြီးတယ်ပေါ့နာရောကနန္ဒနဂါမင်းဆိုတာတာမန်မဟုတ်ဘူးသူကလည်းအတော်အစွမ်းထက်တယ်အစွမ်းထက်လို့အဲ့ဒါသူနဲ့ရှင်ပြိုင်ပြီးတော့လုပ်ရတယ်ဆိုတာအမတန်မှအန္တရာယ်ကြီးတယ်ပေါ့အဲ့ဒါတွေကဒီဇောစိတ်တွေနဲ့အာယုံစိတ်ကိုအာယုံပေါ်မှာလေ့ကျင့်ထားတဲ့တပဋ္ဌာကျင့်စဉ်တွေရဲ့အထွတ်ထိပ်အပင်ကြီးရောက်သွားတဲ့အခါကျတော့ဒီလိုဟာမျိုးဖြစ်တယ်။မြတ်စွာဘုရားလက်ထက်ကမရေမတွက်နိုင်တော့အောင်ပုဂ္ဂိုလ်တွေမြောက်များစွာဒီလိုထူးခြားတဲ့စွမ်းရည်တတ္တိတွေကိုရရှိသွားကြတယ်။ဘာဖြစ်လို့ရရှိသွားကြလဲဆိုရင်စိတ်ကိုအာယုံနဲ့လေ့ကျင့်ပေးတာစိတ်ကိုအာယုံနဲ့လေ့ကျင့်ပေးသည့်အတွက်ကြောင့်ဒီလိုအနေအထားမျိုးတွေရတာစိတ်ဖြစ်စဉ်တွေကတစ်မျိုးစီပဲတဲ့ခုနကတော့ပရိကဥပ္ပဇာနုလုံကုတ္တရဟုဒီရိုးရအတိုင်းလုပ်ပြီးတော့ပရိကဥပ္ပဇာနုလုံကုတ္တရဟုဇံပရိကဥပ္ပဇာနုလုံကုတ္တရဟုဇံအဘိညာဉ်ဆိုပြီးတော့ဖန်ဆင်းပြီးတော့သွားတာဒါကသမထကျင့်စဉ်ပေါ်လေ့လာတာပြောတယ်စိတ်ကိုဝိပဿနာအာယုန်နဲ့လေ့ကျင့်တာကြတာသူကတစ်မျိုးဝိပဿနာအာယုန်နဲ့လေ့ကျင့်ရမယ်တစ်မျိုးယုံနာဓမ္မသင်္ခါရတွေပေါ်မှာသူကြတော့စိတ်ကိုအာယုန်နဲ့လေ့ကျင့်ပြီးဆိုတဲ့အခါမှာမျက်စိလည်းမိတ်ထားမယ်နားလည်းပိတ်ရဟုတ်လားပိတ်တယ်ဆိုတာအဲ့ဒီကအာယုန်လေးကိုအာယုန်မပြုတ်တော့ပဲနဲ့ဝိပဿနာကျင့်စဉ်ရောက်လာပြီဆိုရင်မနောဓာရမှာပို့ပြီးတော့အလုံးလုံးလာတာစိတ်ထဲမှာပို့ပြီးတော့အလုံးလုံးလာသို့တော့ဓာရ၅ပါးကဉာဏ်နဲ့ဓာရတွေကဝင်လာတဲ့အာယုကိုမမှတ်ရဘူးလို့ပြောတာမဟုတ်ဘူးနော်မျက်စိကမြင်တဲ့အာယုနဲ့မှတ်လို့ရတယ်ဒါရှေ့ပိုင်းကလောက်ထားတယ်ပြောတယ်နားကကြားတဲ့အသံကိုလည်းမှတ်ရတယ်မှတ်တယ်ဆိုတာဘာပြောလဲကြားရင်ကြားတယ်ကြားတယ်နဲ့မှတ်တယ်မြင်မြင်နဲ့မြင်တယ်မှတ်တယ်ဘာလောက်ထားလဲဆိုတတိနဲ့တံပစင်ညကိုလေ့ကျင့်နေတာလို့ခေါ်တို့ရင်လူတွေကကြားတော့ကြားလိုက်တာတခြားတွေးချင်းတွေးနေပါလေကြားတယ်ဆိုတဲ့ပုံမှာသိချင်မှသိလိုက်တာ
ဒါကြောင့်မို့လို့တတိမမှုဂုမမြင်ဆိုတာလေလူဆိုတာကြားကြမှာကြားလိုက်တယ်ခါနေအနာနာကပ်ပြီးတော့မှခေါင်းတီးရတော့မှကြားကြမှာကြားတယ်တွေးလွန်နေကြားအဲ့ဒါကြောင့်မို့လို့ဒွါရ6ပါးမှာထင်လာတဲ့အာယုတွေကိုမှတ်ရင်နဲ့နောက်ဆုံးကျတော့မနောဒွါရမှာထင်လာတဲ့အာယုတစ်ခုနဲ့ဆက်လက်ပြီးတော့အလုံးလုံးသွားတယ်အလုံးလုံးသွားတဲ့အခါမှာယုံနာဓမ္မသင်္ခါရတွေရဲ့သဘာဝလက္ခဏာလို့ဆိုတဲ့ individual characteristic သူ့ရဲ့သဘာဝလက္ခဏာတွေကိုကြည့်ရနံပါတ်1ယုတ်တရားရဲ့သဘာဝလက္ခဏာနံတရားရဲ့သဘာဝလက္ခဏာပင်ကိုအရှိတိုင်းဆိုပါစို့အတ္တဆိုရင်အာယုန်နဲ့ထိတဲ့တွေ့တဲ့လက္ခဏာရှိတယ်ဝေဒနာဆိုရင်ခံစားတဲ့လက္ခဏာရှိတယ်ဒါသဘာဝလက္ခဏာပထဝီဆိုရင်မာတယ်ပြော့တယ်အာဘောဆိုရင်ဖွဲ့စည်းတယ်ရေဖြောတယ်ဆိုတဲ့ဒီလက္ခဏာအဲ့ဒီလက္ခဏာတွေကိုကြည့်တာသဘာဝလက္ခဏာသဘာဝလက္ခဏာကြည့်လိုက်ခြင်းအပြင်ပထဝီကိုလည်းတွေ့တယ်အာဘောကိုလည်းတွေ့တယ်ဖတ်တာကိုလည်းတွေ့တယ်နာမ်ဝေဒနာကိုလည်းတွေ့ပြီဆိုတဲ့အခါအဲ့ဒီသဘာဝလက္ခဏာတွေပေါ်မှာအလုံးလုံးရင်းကနေပြီးတော့ထပ်ဆင့်တွေ့လာတာဘာလို့ဆိုမမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုအရင်တွေ့လာမှာမမြဲတဲ့သဘောတွေ့လာပြီဆိုလို့ရှိရင်မမြဲတဲ့အရာတစ်ခုဒီခြေလက်စရာမကောင်းတော့ကြောင့်ဖြစ်မှုပြမှုကြီးကအမြဲနှိမ့်ဆက်နေတာလို့ထင်ရတော့ကြောင့်ဒုက္ခဆိုတဲ့သဘောတွေ့တယ်ဒုက္ခဆိုတဲ့သဘောတွေ့လိုက်တဲ့တပြိုင်တည်းအနတ္တကိုမပိုင်ဘူးသူ့ဟာသူဖြစ်နေတာကိုကအုပ်ချုပ်လို့မရဘူးလို့ဆိုတဲ့ကိုမပိုင်တဲ့အနတ္တသဘောကိုလည်းတွေ့တယ်ဟောအနိစ္စဒုက္ခအနတ္တလို့ဆိုတဲ့ဘာဝတရားလက္ခဏာတွေတခုမြင်လိုက်တဲ့တပြိုင်တည်းဝိပဿနာလမ်းကြောင်းပေါ်စတင်ရောက်သွားပြီဒါလည်းစိတ်ကိုအာယုန်နဲ့လေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်နဲ့စိတ်ကိုအာယုန်နဲ့လေ့ကျင့်လိုက်တာဒီအကျယ်တော့မပြောတော့ဘူးအကျယ်ကတော့အဲ့ဒါရိတ်တာလေးမှာခေါ်နေတာပဲเนาะအဲ့ဒီလိုစိတ်ကိုအာယုန်နဲ့လေ့ကျင့်ပေးလိုက်တဲ့အခါကျတော့ဉာဏ်စဉ်တွေဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုအသိဉာဏ်တွေထူးခြားမှုတွေထက်မြက်လာတယ်။သမာဓိစွမ်းအားတွေကျင့်လာတယ်ဉာဏ်စွမ်းအားတွေကျင့်လာတယ်။နောက်ဆုံးကျတော့သင်္ခါရတွေပေါ်မှာစိတ်တည်တည်ငြိမ်ငြိမ်ထားနိုင်တဲ့ချစ်ချင်းမုန်းချင်းဆိုတာကင်းပြီးတော့အစစ်မြင့်သွားတဲ့အသိဉာဏ်တစ်မျိုးဖြစ်တဲ့သင်္ခါရုပ္ပခါဆိုတဲ့ဉာဏ်ကိုရသင်္ခါရတွေပေါ်မှာလစ်လျူရှုနိုင်တဲ့သင်္ခါရတွေပေါ်မှာစိတ်ပြည့်ခြင်းညီငွေခြင်းမုံခြင်းချစ်ခြင်းဆိုတာတွေမရှိတော့ဘဲနဲ့သူ့ရဲ့သဘာဝကိုသိပြီးတော့စိတ်တည်ငြိမ်မှုရလာပြီအဲ့ဒီတည်ငြိမ်မှုရလာပြီးဆိုတဲ့အချိန်မှာဘာတွေလာတော့ဆိုရင်စိတ်အစဉ်လေးနောက်ဆုံးအဆင့်ရောက်လာပြီဆိုလို့ရှိရင်စိတ်ကိုလေ့ကျင့်လိုက်လို့ဝိပဿနာကျင့်စဉ်နဲ့စိတ်ကိုလေ့ကျင့်လိုက်ရင်နောက်ဆုံးရောက်လာမယ့်ဟာကခုနကပြင်ဆင်နေတဲ့ပရိကံဆိုတဲ့မဟာကုသိုလ်ဉာဏ်မျိုးစောမယ်အဇောဒုတိယဇောကဥပ္ပစာတတိယဇောကအနုလောသတုထဇောကြတော့ဂုတ္တရူဆိုတာလေးလာပြီးလိုက်လို့ရှိရင်ဂုတ္တရူလို့ဆိုလိုက်တာတဲ့တိုင်နဲ့သင်္ခါရတွေမမြင်တော့ချုပ်သွားသူယူလာတဲ့အာယုန်တွေကရှေ့ပိုင်းကသင်္ခါရတွေနဲ့ပဲစခန်းသွားနေတယ်သူ့ရဲ့စိတ်ကအကုန်လုံးသင်္ခါရအာယုန်နဲ့ပဲစခန်းသွားနေတာတစ်သက်လုံးဂုတ္တရူရောက်တာတဲ့တိုင်နဲ့သင်္ခါရနဲ့စခန်းမသွားတော့ဘူးသင်္ခါရတွေငြိမ့်သွားတာနဲ့သွားတွေ့တယ်သင်္ခါရဆိုတဲ့အာယုန်ကိုလွတ်လိုက်ပြီတဲ့လွတ်လိုက်တော့နိဗ္ဗာန်ဆိုတဲ့သင်္ခါရကင်းတဲ့တစ်ခုအသည့်ဆန်းတစ်ခုလှမ်းမြင်လိုက်ရတယ်အဲ့ဒီဂုတ္တရူစိတ်ဖြစ်ပြီးတာနဲ့တိုင်နဲ့ဂုတ္တရူကတတ်မှတ်ပေးတဲ့နိဗ္ဗာန်ဆိုတဲ့အာယုန်ပေါ်မှာပဲ message ကလေးဖြစ်လိုက်တော့သူရဲ့တဏ္ဍာဘဝတန်ရာကပါလာတဲ့အနုတ္တယတတ်နဲ့ကိန်းနေတဲ့ကိလေသာတွေဟာငြိမ်းသွားတယ်သောတပတိမဲ့ဆိုရင်ဒိဋ္ဌိနဲ့ဝိသိကိစ္စငြိမ်းသွားတယ်စိတ်ဖြစ်စဉ်ကဒီတိုင်းပဲပရိကံဥပ္ပစာအနုလောဂုတ္တရူသောတပတိမဲ့ပြီးရင်သောတပတိဖို့သောတပတိဖို့ဆိုနှစ်ကြိမ်တော့ဖြစ်ပြီးတဲ့အခါကျဇော9ကြိမ်ပြည့်လို့တစ်ခါပြီးတော့နောက်တစ်ခါပြန်ဝင်စားရင်မဲ့ဆိုတာမလာတော့ဘူးဖလားတဘာဝဝင်စားရင်ပရိကံဥပ္ပစာအနုလောဟောဒီဝိပဿနာလည်းပဲသွားရမယ်ဒီဖို့ကိုပြန်လို့ခြင်းပြီးဒီအဆင့်ကိုပြန်ရောက်ခြင်းလေဆိုရင်ဝိပဿနာလမ်းကြောင်းကထပ်လျှောက်ပြီးလို့ရှင်ပရိကံဥပ္ပစာအနုလောဂုတ္တရူသောဘောဝရပြီးရင်ဖို့ဟော
ဖို့စိတ်တွေနဲ့ကျွဲတနေ့လုံးနေတာဖို့စိတ်ဆိုတာနိဗ္ဗာန်ကိုအာရုံပြုနေတာပရိက္ခဥပ္ပစာအနုလုံးဆိုတဲ့စိတ်တွေကတော့သင်္ခါရအာယုန်နဲ့သင်္ခါရအာယုန်ကိုဥပမာမဲ့လမ်းကြောင်းကြီးတစ်ခုကိုရှောက်လိုက်တာလမ်းဆုံးသွားတာနဲ့တပြိုင်နက်ခြိုက်ကြီးတွေ့တာဘာမှမရှိတော့တာတွေ့တာပဲသင်္ခါရအာယုန်တွေပေါ်မှာရှောက်လန်းသွားရင်သင်္ခါရတွေချုပ်ဆုံးသွားတဲ့နေရာကိုတွေ့သွားတာအဲ့ဒါနိဗ္ဗာန်ခံမှန်းပြောဆိုတာဟုတ်ကဲ့အဲ့တော့သင်္ခါရတွေဒါမို့လို့သင်္ခါရဏအပုတ္တိမတ္တမှာသင်္ခါရတွေမဖြစ်ဖက်နဲ့သင်္ခါရတွေချုပ်ငြိမ်းသွားတဲ့နေရာနိဗ္ဗာန်ပဲလို့ဒီလိုပြောတာနော်ရှေ့ပိုင်းကစိတ်တွေအလုံးကသင်္ခါရအာယုန်နဲ့စခန်းသွားတာသင်္ခါရပေါ်မှာတွေးနေတဲ့အတွေးတွေနဲ့သွားပြီးတော့နောက်ဆုံးအဲ့ဒီသင်္ခါရအာယုန်တွေတဖြည်းဖြည်းရောသွားပြီးနောက်ဆုံးသင်္ခါရအာယုန်တွေပျောက်ထွက်သွားပြတ်ထွက်သွားပြီးသင်္ခါရမရှိတဲ့အာယုန်တစ်ခုရအဲ့ဒါဖို့စိတ်တွေနဲ့တဏှိကုံနေရင်လည်းတဏှိကုံဖို့စိတ်တွေပဲဖြစ်နေမှာထိထားနိုင်တယ်ဒါအတ္တမဘောဝင်စားတယ်လို့ခေါ်တယ်အဲ့ဒီတိုင်းပဲသောတာပန်ဖြစ်ပြီးနောက်သဂရဂံဖြစ်ဖို့အတွက်ဝိပဿနာကျင့်စဉ်ကိုတိုးမြင့်ရမယ်သဂရဂံဖြစ်ပြီးအနာဂံဖြစ်ခြင်းဝိပဿနာကျင့်စဉ်ကိုတိုးမြင့်ခြင်းရမယ်level ချင်း degree ချင်းမတူဘူးအနာဂံဖြစ်ပြီးယန္တာဖြစ်ဖို့တဲ့ဝိပဿနာစွမ်းအားကိုတိုးမြင့်ရမယ်တိုးမြင့်တဲ့အခါကျတော့ယန္တာဖြစ်လောက်တဲ့ဝိပဿနာစွမ်းအားရပြီဆိုလို့ရှိရင်အရတ္တမဲ့အရတ္တဖို့ရောက်ပြီးဝိပဿနာနောက်ဆုံးမှယန္တာထီအောင်ဖြစ်သွားဒါတွေကစိတ်ကိုလေ့ကျင့်ယူတာလို့ခေါ်တယ်စိတ်ကိုလေ့ကျင့်လိုက်လို့ရှိရင်ဇံလည်းရတယ်မဲ့လည်းရတယ်ဖို့လည်းရတယ်ဒါကြောင့်ဆူတောင်းတာနိဗ္ဗာန်မဲ့ဖို့မျက်မှောက်ပြုရပါလို့ဤဆိုတာအဲ့ဒါလေ့ကျင့်ပြီးတော့အာယုံကိုစိတ်နဲ့လေ့ကျင့်သွားနိုင်မှသာလေဒါတွေရနိုင်တယ်။ကာမအာမြင်ကတော့မလေ့ကျင့်ဘူးဆိုလို့ရှိရင်ဒီကာမအာယုံတွေထဲမှာပဲတဝဲလည်လေဒီလိုနေဥမှာပဲထက်လန်းဆိုတာမရနိုင်သေးဘူး။ဒါကြောင့်တရားချိတ်တယ်သူတော်စင်ပြိဿပေါင်းလို့မိမိတို့ရဲ့စိတ်ကလေးကိုထူးခြားဖို့ရအတွက်အာယုံတစ်ခုခုနဲ့ရှင်တွဲပြီးအပြစ်ကင်းတဲ့အာယုံပေါ်မှာလေ့ကျင့်ခြင်းဖြင့်သံတရားမတရားဖို့တရားနိဗ္ဗာန်တရားများကိုကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေ။တန်ဖို့တတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေတတ္တဝါများစွာဒုက္ခပင်ကစားစင်ထဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတေဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဘုံလန္တဝန္တာရွှင်မြူဝုံမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍သူကန္တကလေအောင်နေတဲ့ရောရှက်တင်ပြပီတိတေဟုသောယနံတို့သည်ဘဝယံတု